တကယ်ကိုမုတ်စိတ်သားလို့ထက်မြက်လာတဲ့တရွက်မိုးပြင်းတွေကကျွန်တော်ရဲ့ခေါင်းပေါ်ကိုတက်တက်မတ်မတ်ရောက်ရှိလို့နေခဲ့ပါပြီကျွန်တော်လည်းပြင်းထန်လာတဲ့အတိုက်ခိုက်မှုန်တိုင်းကြီးကြတဲ့မှာနွယ်ပင်တွေနဲ့ဓာတ်သွားတရွက်တွေရဲ့ကြားကလွတ်ကင်းတဲ့နေရာတွေကိုလင်းမြန်စွာရှောင်တိန်ရင်းခုတ်ဖြတ်နေခဲ့ပေမဲ့ဒီတတဝါဆိုးကြီးရဲ့တိုက်ခိုက်မှုဆွမ်းအားကတော့တကယ်ကိုအတိုင်းအဆမရှိတောင်ပြိုမတက်ပြင်းထန်လွန်လာပါတယ်ထူဆန်းပြီးအမင်္ဂလာရှိလာတဲ့အနီရောင်အလင်းတန်းတွေတောက်လောင်နေတဲ့တရွက်ကကျွန်တော်ရဲ့လက်မောင်းကိုဖျက်ခနဲဖျက်ပြီးဒဏ်ရာရရှိစေခဲ့တယ်အခင်းဖြစ်ပွားရာဒဏ်ရာဘေးပတ်လေကအသားဆိုင်တွေဟာရုပ်ကြီးဆိုသလိုမဲမောင်သွားခဲ့ရပြီးပုတ်ပွားဆွေးမြေးလာပါတော့တယ်ကျွန်တော်ရဲ့မျက်နှာတစ်ခုလုံးလည်းသွေးဆုပ်ဖြူရော့သွားခဲ့ရပြီးချက်ချင်းပဲခန္ဓာကိုယ်အတွင်းကမူလသွေးစွမ်းအားတွေကိုတရိပ်ရိပ်တက်လာစေပြီးအဲ့ဒီပြင်းထန်လာတဲ့အစိတ်စွမ်းအားတွေပြန့်နှံ့မသွားအောင်အတင်းအဓမ္မဖိနှိပ်ထိန်းချုပ်လိုက်ရတယ်ဒါပေမဲ့အဲ့ဒီလိုအာယုံလွတ်သွားတဲ့စက္ကန့်ပိုင်းအတွင်းမှာတင်ပဲကျွန်တော်ကြီးမားလာတဲ့တံမိုးတစ်ခုကိုပေးဆက်လိုက်ရပါတော့တယ်ကြီးမားထွားကျိုင်းလာတဲ့ຫນွေပင်ကြီးတစ်ပင်ကကျွန်တော်ရဲ့ကြောပြင်စီကိုဝန်းကနေပြင်းထန်စွာရိုက်ချလိုက်လို့ပါပဲဒီလိုပြင်းထန်လာတဲ့ရိုက်ချက်ကြောင့်ကျွန်တော်ရဲ့အယိုးတွေအားလုံးအစိတ်စိတ်မွှားကြေမွှားသွားတော့မတက်ခံစားလိုက်ရပြီးသွေးတလုတ်ကိုပါဝန်းကနေအန်ထုတ်လိုက်မိပါတော့တယ်တေမင်းရဲ့အရေးရောင်ကြီးကကျွန်တော်ရဲ့အပေါ်ကိုထပ်မံပြီးတော့လွှမ်းမိုးလို့လာခဲ့ပြန်ပါပြီတကယ်ကိုထိတ်တန့်အဆင့်ရှိတဲ့ကပေးတတဝါတွေရဲ့စွမ်းအားဆိုတာအတိုင်းအဆမရှိအားကောင်းလွန်းလာတာပဲအဲ့ဒီအချိန်မှာတင်အခြားကြီးမားလာတဲ့ຫນွေပင်ကြီးတစ်ပင်ကတဟုန်ထိုးဝေဝဲဝင်ရောက်လာခဲ့ပြန်တယ်အခုချိန်မှာကျွန်တော်အနေနဲ့ရှောင်ကွင်းဖို့လုံးဝမဖြစ်နိုင်တော့ပါဘူးရုတ်တရက်ဆိုသလိုကျွန်တော်ဟာမိခိုးရောင်မိုးဆက်တွေပြည့်နေနေတဲ့တည်ငြိမ်ခြင်းဖန်ခွက်ကိုတတိယလိုက်မိပါတယ်ဒါကြောင့်နောက်ဆုံးပိတ်လောင်းကြီးဖြစ်နေအဲ့ဒီတည်ငြိမ်ခြင်းဖန်ခွက်ကိုထုတ်ယူလိုက်ပြီးအတွင်းထဲမှာရှိတဲ့မိခိုးရောင်မိုးရည်တွေကိုအဲ့ဒီຫນွေပင်ကြီးစီကိုအားကုန်လှမ်းပြီးပက်ဖြန်းလိုက်ပါတော့တယ်တကယ်ကိုအံ့ဩစရာကောင်းလာတဲ့အံ့ဖွယ်ဖြစ်ရကြီးတစ်ခုဖြစ်ပွားသွားခဲ့ရပြီဗျာတကယ်တန်ချက်ကတင်ကားတစ်စီးကိုတောင်အမှုန့်ကျိတ်ဖြစ်စီဖြစ်နိုင်တဲ့အဲ့ဒီຫນွေပင်ကြီးဟာမိခိုးရောင်မိုးရည်တွေနဲ့ထိတွေ့မိလိုက်တဲ့တပြိုင်နက်တည်းမှာတင်ပဲတကယ်ကိုဆွေးမြေ့နေတဲ့တစ်သားအိုကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီးပြာဖြစ်ကိုလုံးဝလွင့်စင်ပျက်စီးသွားခဲ့ပါတော့တယ်အဆောင်ရှောက်ကုတ်ကိုပင်မိစ္ဆာကြီးရဲ့ကြီးမားလာတဲ့မျက်လုံးကြီးဟာလည်းခဏတာဗလာကျင်းပြီးမှင်တက်သွားခဲ့ရတယ်သူဟာသူ့ရဲ့မျက်စိရှိမောက်မှာဘာတွေဖြစ်ပျက်သွားလဲဆိုတာကိုလုံးဝတွေးတောလို့မရနိုင်အောင်ဖြစ်သွားခဲ့တာပါသူဒီလိုကြောင်အန်းဖြစ်နေတဲ့အချိန်ပိုင်းလေးတွင်းမှာတင်ကျွန်တော်မြေပြင်ကိုအားနဲ့နင်းပြီးရှေ့ကိုထပ်မံပြေးဝင်တိုက်ခိုက်လိုက်ပါတော့တယ်အဆောင်ရှောက်ကုတ်ကိုပင်မိစ္ဆာကြီးဟာတကယ်ကိုယူသွမတက်တောင်းကျမ်းလာခဲ့ပါပြီရေတွက်လို့မရနိုင်တဲ့သွေးနီရောင်တွေပင်မြောက်များစွာဟာမြေပြင်ကိုဖောက်ထွက်ပြီးရုတ်တရက်ပေါ်ထွက်လာခဲ့ကြတယ်ဒါဟာရင်းရဲ့တကယ်အစစ်မှန်ဆုံးစွမ်းအားအပြည့်အဝရှိတဲ့ပုံသဏ္ဍာန်ပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တော့အနောက်ကိုဆုတ်ခွာဖို့လမ်းမရှိတော့ပါဘူးကျွန်တော်လည်းအဲ့ဒီမိခိုးရောင်မိုးရည်တွေကိုဘေးပတ်လဲကိုပတ်ဖြန်းပြီးလမ်းရှင်းလိုက်ရင်တရွက်မိုးပြင်းတွေကြားထဲကနေရင်းရဲ့ပင်စီခန္ဓာကိုယ်စီကိုစွတ်အတင်းတိုးဝင်သွားလိုက်တယ်ပေးဆက်လိုက်ရတဲ့တံမိုးကတော့တကယ်ကိုရက်ဆက်လွန်လှပါတယ်ဗျာကျွန်တော်ရဲ့တကူလုံးမှာရေတွက်လို့မရနိုင်တဲ့ဒဏ်ရာအနာတရတွေဗရာပွားဖြစ်ပေါ်လာခဲ့ပြီးသွေးတွေကလည်းတွင်စီးကြလို့နေခဲ့တာပါကိုယ်ပိုင်အသိစိတ်တွေကပါတဖြည်းဖြည်းနဲ့ဝေဝါးပြောက်ကွယ်လူနေပါဖြစ်လာခဲ့ပေမဲ့ကျွန်တော်ကတော့အဲ့ဒီမျက်လုံးကြီးရဲ့အနားစီကိုပုံမနီးကပ်လို့လာခဲ့ပါပြီအကွာဝေးကမီတာ30မီတာ20နောက်ဆုံးမှာတော့မီတာ30အထိပေါ့ဒါပေမဲ့ကန်ဆိုးကျင်တော့အဲ့ဒီအချိန်မှတင်တည်ငြိမ်ခြင်းဖန်ခွက်အတွင်းထဲကမိုးရေတွေကလုံးဝခန်းချောက်သွားခဲ့ပါတော့တယ်ကျွန်တော်ရဲ့ရင်ဘတ်ကြီးတစ်ချက်အေးဆက်သွားခဲ့ရတယ်အသက်ကယ်ပေးမဲ့လှဲခွက်တွေကလုံးဝမရှိတော့ပါဘူးအဆောင်ရှောက်ကုတ်ကိုပင်မိစ္ဆာကြီးကလည်းဒီအခွင့်အရေးကိုလက်လွတ်မခံပဲချက်ချင်းဖန်ဆွဲလိုက်ပါတော့တယ်ရင်းရဲ့ပင်စီကြီးကဝုန်းကနေကွဲထွက်သွားခဲ့ပြီးတကယ်ကိုအသက်အန္တရာယ်ပေးနိုင်တဲ့အမဲရောင်နွယ်ပင်ကြီးတစ်ပင်ကိုအရှိန်ဟုန်အပြည့်နဲ့ပြစ်လွတ်လိုက်ပါတော့တယ်အရှိန်ကမြန်လွန်းလာတာကြောင့်ကျွန်တော်ရဲ့စိတ်ထဲမှာလုံးဝမျောလင့်ချက်မဲ့တဲ့အထိခံစားလိုက်ရတာပါမိမိစီမှာရှိတဲ့ကံကြမ္မာရဲ့လက်ပတ်နာရီရဲ့ကြိုတင်ဟောကိန်းထုတ်မှုစခရင်မှာတော့မှတေဆုံးခြင်းကိုဖော်ပြနေတဲ့တွေးလို့ရဲနေနေတဲ့အယောင်ကလွဲလို့ဘာမှရှိမနေခဲ့ပါဘူးနောက်ဆုံးပိတ်မဖြစ်မနေကြုံတွေ့ရတော့မဲ့တေမင်းရဲ့စက္ကန့်ပိုင်းလိုမှာတော့ကျွန်တော်ဟာမိမိရဲ့အိတ်ကက်ထဲကနေမျောလင့်ချက်ရဲ့မိချစ်ဆန်ကိုထုတ်ယူလိုက်ပြီးအနက်ရှိုင်းဆုံးအမောင်ထူးကြီးထဲမှာတောက်လောင်စေလိုက်ပါတော့တယ်ဝုန်းကနေပြင်းထန်လာတဲ့ပောက်ကွဲတန်ကြီးနဲ့အတူတောက်လောင်သွားတဲ့မီးရှံတွေဟာအဲ့ဒီအမဲရောင်တွေပင်ကြီးနဲ့ထိတွေ့မိသွားခဲ့ပြီးကြီးမားလာတဲ့ပောက်ကွဲမှုကြီးတစ်ခုဖြစ်ပွားသွားခဲ့ပါတော့တယ်တေစီနိုင်တဲ့အဲ့ဒီတိုက်ခိုက်မှုကြီးဟာအတင်းအဓမ္မရက်တန့်ခြင်းခံလိုက်ရတာပေါ့မီးစွမ်းအားကတစ်သားစွမ်းအားကိုအောင်နိုင်နေဆိုတာဒါဟာတကယ်မျောလင့်ချက်ပါပဲကျွန်တော်လည်းဒီအခွင့်အရေးကိုမိမိရဆုပ်ကင်လိုက်ပါတယ်လူနဲ့ဓားမြောင်ကတသားတည်းဖြစ်သွားခဲ့ရပြီးကျွန်တော်ဟာအမဲရောင်အလင်းနဲ့တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီးကိုပိုင်ဓားမြောင်ကိုတုံးလုံးချောက်ချားနေတဲ့အဲ့ဒီမျက်လုံးကြီးရဲ့အတွင်းထဲအထိအားကုန်သုံးပြီးထိုးဆိုင်ခွဲထုတ်ပစ်လိုက်ပါတော့တယ်ဖြက်ကနေပြင်းထန်လာတဲ့ကွဲအတန်ကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီးအဲ့ဒီမျက်လုံးကြီးကအစိတ်မွှားပျက်စီးသွားခဲ့ရပြီးကောင်းကင်ထိမြင့်မားလာတဲ့တစ်ပင်မိစ္ဆာကြီးဟာလည်းတပြိုင်နက်တည်းမှာတင်လဲပြိုပျက်စီးသွားခဲ့ရပြီးမြေပြင်နဲ့ကောင်းကင်ကြီးကိုချိတ်ဆက်ထားတဲ့အမဲရောင်အလင်းတန်းကြီးတစ်ခုဖြစ်ပြောင်းလဲလို့ပျောက်ကွယ်သွားခဲ့ပါတော့တယ်ဒီအချိန်မှာတင်မြေကမ်းနားမြို့တော်တစ်ခုလုံးမှာရှိတဲ့လူတွေအားလုံးဟာဒီလိုကြောက်မက်ဖွယ်ကောင်းလာတဲ့ထူးဆန်းဆန်းကျဲတဲ့ဖြစ်စဉ်ကြီးကိုရှင်းလင်းပြသစွာမြင်တွေ့လိုက်ကြရတာပေါ့ပြင်းထန်လာတဲ့တုန်ခါမှုအရှိန်ဝါလိုင်းတန်ကြောင့်ကျွန်တော်ဟာလည်းမီတာဒါဇင်ပေါင်းများစွာအထိလွင့်စင်ကျသွားခဲ့ရပြီးတကူလုံးမှာသွေးတွေအလိမ့်လိမ့်နဲ့တကယ်ကိုအခြေအနေပြပြသွားခဲ့ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့မြေပြင်ပေါ်မှာလှဲလျောင်းရင်းနဲ့တဟားဟားနဲ့ယူသွမတက်ထအော်ရင်မိပါတော့တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အောင်နိုင်ခဲ့လို့ပါပဲကျွန်တော်ဟာနောက်ထပ်ထိပ်တန်းအဆင့်ရှိတဲ့ကပ်ပေးတတဝါကြီးတစ်ခုကိုအသက်ရှင်လျက်နဲ့ထပ်မံကြော်ဖြတ်နိုင်ခဲ့တာမဟုတ်ဘူးလားကျွန်တော်လည်းဒဏ်ရာနာတရားတွေနဲ့ဗရာပွားဖြစ်နေတဲ့မိမိရဲ့ခန္ဓာကိုယ်ကြီးကိုတရွတ်တိုက်ဆွဲခေါ်သွားရင်းနဲ့အမဲရောင်အလင်းတန်းကြီးရဲ့ဗဟိုချက်မစီကိုရှောက်လန်းသွားလိုက်တယ်အဲ့ဒီနေရာမှာတော့ဖြောတော့အလင်းတန်းတွေထွက်ပေါ်နေတဲ့ဆုလက်ပစ္စည်းနှစ်ခုရှိနေခဲ့တာပါပထမဆုံးပစ္စည်းကတော့လက်သီးဆုပ်ခန့်အရွယ်စားရှိတဲ့အမဲရောင်လုံးဝန်းနဲ့စက်လုံးကြီးတစ်ခုဖြစ်ပါတယ်ကျွန်တော်လည်းအမှန်တရားရဲ့မျက်ဝန်းစွမ်းရည်ကိုချက်ချင်းအသက်သွင်းလိုက်ပါတော့တယ်အဆောင်ရှောက်ကုတ်ကိုပင်ဤတင်းငယ်သောရစ်ပလင်နှလုံးသားအဆင့်တန်းထိပ်တန်းအဆင့်မြည်သည့်ရစ်ပလင်နဲ့မဆိုထာဝရအပိသက်ပေါင်းဆက်သွန်းလုံးနိုင်ပြီးကင်းကိုအသွင်ပြောင်းလဲစေနိုင်စွမ်းရှိသည်အသွင်ပြောင်းလဲသွားတဲ့လှုပ်ဝဲရစ်ပလင်တစ်ခုပျက်စီးသွားတဲ့အချိန်မှာမှထွက်ပေါ်လာနိုင်မဲ့အဓိကအနှစ်သာရအူတိုင်းဖြစ်သည်
တေဆုံးချင်းဤပဲ့တင်တန်သို့မဟုတ်ဘဝတစ်တစ်ခုဤတနေသားဖြစ်လဲအသုံးပြုနိုင်သည်အကယ်၍သာပြစ်မှတ်ထားတဲ့ရစ်ပလင်တစ်ခုနဲ့ပေါင်းဆက်ဖို့အတွက်ရွေးချယ်ပြီးသွားခဲ့ရင်အင်းကိုအတင်းအဓမ္မပြန်လဲဖယ်ရှားခြင်းပြုလုပ်ပါကဒီရစ်ပလင်နှလုံးသားကိုလုံးဝပျက်စီးသွားစေလိမ့်မည်ဖျားရည်တကယ်ကိုထိတ်တန့်အဆင့်ရှိတဲ့ပစ္စည်းကောင်းကြီးတစ်ခုပဲဗျာဒီအရာကကျွန်တော်ရဲ့တွေးနီရောင်ပလင်ကိုအစာကျွေးဖို့အတွက်တကယ်ကိုအကောင်းဆုံးဖြစ်ပြီးကွက်တိကျလာတဲ့အရာတစ်ခုမဟုတ်ဘူးလားအဲ့ဒီနောက်မှာတော့ကျွန်တော်ဟာမိမိရဲ့အကြည့်တွေကိုဒုတိယမြောက်ဆုလက်ပစ္စည်းစီကိုလှည့်ပြောင်းလိုက်ပါတော့တယ်ပုတ်ပွားဆွေးမြေ့ခြင်းဤအမှတ်သားအဆင့်တန်းဒဏ္ဍာရီလာအဆင့်အသုံးပြုသူရဲ့စိတ်ဝိညာဉ်ထဲမှာပုတ်ပွားဆွေးမြေ့ခြင်းဆိုင်ရာစွမ်းရည်တွေရဲ့အရေးအယောင်အချို့ကိုသုံးလောက်ကညှိစေလိမ့်မည်အသုံးပြုသူအနေနဲ့ပုတ်ပွားဆွေးမြေ့ခြင်းဆိုင်ရာအနုလက္ခဏာဆောင်တဲ့စွမ်းအားတွေအလုံးပေါ်မှာကြီးမားလာတဲ့ခုခံနိုင်စွမ်းအားနဲ့ပေါင်းဆက်လိုက်ဖက်နိုင်စွမ်းအားတွေကိုရရှိစေလိမ့်မည်စာသားရဆိုရင်တော့ရိုးရိုးရှင်းရှင်းခုခံနိုင်စွမ်းရှိတယ်လို့ပဲရေးသားထားတာကြောင့်နည်းနည်းလေးအားနည်းတယ်လို့ထင်မှတ်ရပေမဲ့ကျွန်တော်အဲ့ဒီအမှတ်သားကိုတင်စီဖို့လှုပ်လိုက်တဲ့အချိန်မှတင်ပဲတကူလုံးချက်တီးမွေးညင်းတွေထသွားစေမဲ့ထက်ဆောင်စာသားအချို့ကစကရင်မှာထပ်မံပြီးတော့ထွက်ပေါ်လာပါတော့တယ်မင်းရဲ့စွမ်းဆောင်မှုကနှစ်ပေါင်းများစွာကြာအောင်အိမ်မော်ကျနေခဲ့တဲ့ပုတ်ပွားဆွေးမြေ့ခြင်းဤရင်သွေးတော်ရဲ့စိတ်ဝင်စားမှုကိုနှိုးဆွပေးလိုက်ပြီးဖြစ်သည်သူကမင်းနဲ့ကိုယ်တိုင်ကိုကြားဆုံတွေ့ရမယ့်နေ့ကိုအလွန်မင်းမျှော်လင့်လို့နေပါတယ်ကျွန်တော်ဒါကိုမြင်လိုက်ရတဲ့အချိန်မှတင်စိတ်ထဲကနေလုံးဝပောက်ကွဲသွားခဲ့ရပြီဗျာဆိုလိုတာကငါကကောင်သေးလေးကိုတက်ပစ်လိုက်မိတာဒါပေမဲ့အနောက်ကကောင်ကြီးကတော့အသက်ရှင်နေသေးဖြစ်ပြီးအခုတော့မင်းရဲ့မျက်လုံးကြီးတွေကကျွန်တော်စီကိုကွက်တိကျရောက်လို့နေခဲ့ပါပြီတကယ်ကိုဘလူးတရေကြီးတစ်ကောင်ကကျွန်တော်လိုတာမန်ပရွက်စိတ်လေးတစ်ကောင်ကိုစိတ်ဝင်စားစရာတရဝါလေးအဖြစ်မှတ်ချက်ပြုစောင့်ကြည့်နေတယ်လို့မျိုးပေါ့ကျွန်တော်လည်းစိတ်ထဲကနေချိန်ဆလိုက်ရင်ခန္ဓာကိုယ်ကိုချက်ချင်းလှည့်ပြီးအပြင်းနဲ့ထွက်ပြေးဖို့ပြင်လိုက်တော့တယ်ဘာဖြစ်လို့လဲဆိုတော့ကောင်းကင်နဲ့မြေပြင်ကိုချိတ်ဆက်ထားတဲ့အဲ့ဒီကြီးမားလာတဲ့အမဲရောင်အလင်းတန်းကြီးကတကယ်ကိုတိတာထင်ရှားလွန်းလာပြီးလူအများကြီးရဲ့အာယုံကိုဆွဲဆောင်နေလို့ပါပဲဒါပေမဲ့ကျွန်တော်ခြေလန်း2လမ်းလောက်ပဲလှမ်းရသေးတဲ့အချိန်မှလည်းကိုပိုင်အတိုင်းအစမဲ့ကိုတောင်ဟာလာပြင်းဟင်းလင်းပြင်းထဲမှာရှိနေတဲ့ပုတ်ပွားဆွေးမြေ့ခြင်းဤအမတ်သားကရုတ်တရက်လှုပ်ရှားတက်ဝင်လာခဲ့ပါတော့တယ်ဒီကမ္ဘာလောကနဲ့လုံးဝမသက်ဆိုင်တဲ့အခြားတစ်ဖက်ကထိတ်တန့်အရှင်သခင်ကြီးတစ်ပါးရဲ့စိတ်အာယုံစွမ်းအင်တွေကကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲကိုဓာတ်ရိုက်ဆင်းသက်လာခဲ့ပြီးဘယ်တော့မှဖျောက်ဖျက်လို့မရနိုင်မဲ့တစိမ့်ခတ်နှိမ့်မှုကိုပြုလုပ်လိုက်ပါတော့တယ်အဲ့ဒီကတ္တရာဆေးလိုနတ်မောင်လာတဲ့မုန်တိုင်းကြီးရဲ့အလဲထဲမှာကျွန်တော်ဟာပုံရိပ်တစ်ခုကိုဖြောတော့လှမ်းပြီးမြင်တွေ့လိုက်ရတယ်အဲ့ဒါကတော့ပုတ်ပွားဆွေးမြေ့ခြင်းဤရင်သွေးတော်အစ်စ်အမှန်ပါပဲကျွန်တော်လဲသွားကိုအတင်းတင်းကြိတ်လိုက်ရင်နဲ့မိမိရဲ့အမှန်တရားရဲ့မျက်ဝန်းစွမ်းရည်ကိုအားကုန်သုံးပြီးအသက်သွင်းလိုက်ပါတော့တယ်တခါမှမကြုံဘူးသေးတဲ့ပြင်းထန်လာတဲ့နာကျင်မှုဝေဒနာကြီးကကျွန်တော်ရဲ့မျက်ဝန်းနှစ်ဖက်စလုံးကိုအက်နဲ့ထိုးဆွတယ်လို့မျိုးပြင်းထန်စွာဆူရှသွားခဲ့ရပြီးတောက်လောင်နေတဲ့သွေးမျက်ရည်နှစ်စင်ကလည်းကျွန်တော်ရဲ့မျက်လုံးထောင်တွေကနေတဆင့်ပပြင်းပေါ်ကိုတသွင်သွင်စီးကြလို့လာခဲ့ပါတော့တယ်ပြဆန်းမင်းကဘလို့မျိုးကောင်းလဲဆိုတာကိုငါ့ကိုအပြတ်တက်ပြတ်တာဆန်းနာမည်မသိရှိရအဆင့်တန်းမသိရှိရအချက်လက်ဖော်ပြချက်မသိရှိရဒီလိုပလာချင်းနေတဲ့အချက်လက်တွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်ရဲ့ရင်ဘတ်ထဲကဒေါသနဲ့မခံချင်စိတ်တွေကတဟုန်ထိုးတက်လာခဲ့ပြီးအမဲရောင်သွေးတလုတ်ကိုပါမြေပြင်ပေါ်ကိုဝုန်းကနေအန်ထုတ်လိုက်မိပါတော့တယ်ကြည်ရတာအခုကျွန်တော်ပြစ်မှတ်ထားပြီးကြည့်လိုက်တဲ့အရာကအမှန်တရားရဲ့မျက်ဝန်းရဲ့လက်ရှိစွမ်းရည်အတိုင်းစကန့်သက်ချက်တွေကိုလုံးဝဖျက်ကျော်လွန်ကဲနေခဲ့တာအသေးချပါပဲကျွန်တော်မှာစွမ်းရည်မြင့်လှည့်ကွက်တွေအများကြီးရှိနေခဲ့တာမှန်ပါတယ်ဒီနေ့ခေတ်ကဘာကြီးထဲမှာဆိုရင်လေကျွန်တော်ကတေချာပေါက်ထိတ်တန့်အဆင့်ရှိတဲ့စွမ်းရှင်ကြီးတစ်ယောက်ဖြစ်နေတာပါဒါပေမဲ့အဲ့ဒီလိုမျိုးဝက်ဖဲပုံးအဆင့်ရှိတဲ့တရဝါကြီးတွေရဲ့ရှေ့မောက်မှာတော့ကျွန်တော်ကအခုချိန်ထိတာမန်ပရွက်စိတ်တစ်ကောင်တက်တက်မြတာရှိပါသေးတယ်ကျွန်တော်ကောင်းကင်ကြီးစီကိုခေါင်းကိုထပ်မံမောကြည့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီကြောက်မက်ဖွယ်ကောင်းလာတဲ့ပုံရိပ်ကြီးကခြေရာဖြောက်ပြောက်ကွယ်သွားခဲ့ပါပြီအဲ့ဒီအချိန်မှာပဲမြေကမ်းသားမျိုးတော်တစ်ခုလုံးကတော့လုံးဝယူသွမတက်ပရန်ပရာတွေဖြစ်ပြီးဗရန်ပရာပောက်ကွဲကုန်ကြပါတော့တယ်ပုံမှန်မဟုတ်တော့အကျိုးဆောင်ဖြူလို့ဟာလဲအရေးပေါ်အဆင့်တကဘာပြက်ကိန်းအချက်ပေးတန်တွေကိုမြင့်တင်လိုက်ကြပြီးကောင်းကင်အထိထိုးတက်သွားတဲ့အဲ့ဒီအမဲရောင်အလင်းတန်းကြီးရဲ့ဖြစ်စဉ်ကိုမဟာမောင်မိုက်သောမိုးကောင်းကင်လို့အမည်ပေးလိုက်ကြပါတော့တယ်စကားလက်ဟာလဲဒီလိုထူးဆန်းလာတဲ့ဖြစ်စဉ်ကြီးကိုလှမ်းပြီးမြင်တွေ့သွားခဲ့ရတာပေါ့သူမဟာချက်ချင်းဆိုသလိုမိမိရဲ့ထိတ်တန့်အထူးအေဂျင့်အီလစ်အင်အားစုတွေအားလုံးကိုစုစည်းလိုက်ပြီးအခင်းဖြစ်ပွားရာနေရာစီကိုအရှိန်ဟုန်နဲ့ပြေးဝင်လာခဲ့ပါတော့တယ်အမှောင်ထုထဲမှာပုံအောင်နေခဲ့ကြတဲ့တရားမဝင်လှုပ်ဝက်အဖွဲ့အစည်းတွေရဲ့အဖွဲ့ဝင်အားလုံးဟာလည်းအဲ့ဒီလီမီသားစုကြိုင်ဝမ်စီကိုပုရွက်စိတ်အောင်တိုးတလူမျိုးတဟုန်ထိုးစုပြုံဝင်ရောက်လာခဲ့ကြတာပါစွမ်းအားအနှဲငယ်များရှိတဲ့သူတိုင်းဟာအဲ့ဒီနေရာမှာဖြစ်ပွားနေတဲ့အကျိုးမြတ်တွေတဲကနေတဆင့်မိမိတို့အတွက်စုလက်ပစ္စည်းအပိုင်းစားလေးတစ်ခုလောက်ရလိမ့်လို့မျှော်လင့်ချက်တွေနဲ့ဥတည်နေကြတာဖြစ်ပါတယ်ဒါပေမဲ့အားလုံးကအဲ့ဒီနေရာစီကိုဥတည်နေကြတဲ့အချိန်မှာကျွန်တော်တယောက်တည်းကသာလမ်းကြောင်းကိုပြောင်းပြန်လှည့်ပြီးအဝေးစီကိုစုပ်ခွာနေခဲ့တာဖြစ်ပါတယ်ကျွန်တော်ဟာအစောပိုင်းကရှာဖွေတွေ့ရှိခဲ့တဲ့အတင်းဖြစ်တဲ့လှုပ်ဝက်ချက်တွေကိုစုဆောင်းတတ်တဲ့စားတိုက်ပုံးရဲ့ပလင်စီကိုဥတီမောင်းနဲ့လာခဲ့ရင်းနဲ့လန်ခီမာတင်အဆင့်တန်းအမြင့်ဆုံးအထိမြင့်တင်ထားတဲ့ကိုပိုင်သားမြောင်ရဲ့စွမ်းရည်တွေကိုပါတခါတည်းစစ်ဆေးလိုက်ပါတော့တယ်ဝိညာဉ်သားမြောင်အလဲလက်အဆင့်တန်းစမ်းကြဲသောဒဏ္ဍာရီလာအဆင့်စွမ်းဆောင်ရည်တစ်မြည်သည့်စည်းကမ်းဥပဒေနဲ့ဆက်ရန်တရားများရဲ့ချုပ်ကိုင်မှုမဆိုလုံးဝကင်းလွတ်ခွင့်ရှိသည်ငါရဲ့စည်းကမ်းဥပဒေကသာမင်းတို့ရဲ့စည်းကမ်းတွေအားလုံးကိုကျော်လွန်ချေမှုန်းလိမ့်မည်ဒုတိယစွမ်းဆောင်ရည်တစ်စိတ်ဝိညာဉ်ကိုကျွေးမွေးပြုစုခြင်းပြစ်မှတ်တစ်ခုကိုတက်ဖြတ်ပြီးတဲ့နောက်မှာရင်းရဲ့တက်ဆောင်အားအင်အနှစ်သာရတွေကိုဓာတ်ရိုက်ဆုပ်ယူပြီးအသုံးပြုသူကိုအဆုံးမရှိတဲ့တက်ဖြတ်မှုတွေကြားထဲမှာပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲစင်ဆက်မပြတ်အားအင်တွေကိုထောက်ပံ့ပေးလိမ့်မည်တတိယစွမ်းဆောင်ရည်တစ်ဖျားသခင်ကိုတက်ဖြတ်ခြင်းအရှိန်ဝါစမ်းကြဲတဲ့ဒဏ္ဍာရီလာအဆင့်ရှိတဲ့တတဝါတွေပေါ်မှာ1000% အထိပြင်းထန်လာတဲ့ထပ်ဆောင်တိုက်ခိုက်မှုပျက်စီးခြင်းဒဏ်ရာတွေကိုပေးစွမ်းနိုင်လိမ့်မည်ဒီလောက်အထိယူသွတ်စရာကောင်းပြီးကြောက်မက်ဖွယ်ကောင်းလာတဲ့စွမ်းရည်တတ်မှတ်ချက်တွေကိုကြည့်ရင်ကျွန်တော်ဟာအဲ့ဒီကိုပိုင်သားမြောင်ကိုတောင်ခေါင်းငုံပြီးဥချလိုက်ခြင်းစိတ်ပေါက်သွားခဲ့ရတယ်ဗျာအကိုကြီးဟာခမ ्या ကတော့တကယ်ကိုတောရိုင်းတိရစ္ဆာန်ကြီးတစ်ကောင်လိုမျိုးကြောက်စရာကောင်းလွန်းလှပါတယ်
ဝိညာဉ်သားမြောင်ရဲ့အစင်းမြင့်တင်ထားတဲ့စွမ်းရည်တွေကတကယ်ကိုအတိတ်ပဲမရှိတော့အောင်ကိုမိုင်လွန်လာတာပါစီကံဥပဒေတွေရဲ့ချုပ်ကင်မှုကနေကင်းလွတ်ခွင့်ရှိတယ်ဆိုတာနောက်ဆိုရင်အပေါ်ရန်ရေပြားကိုပဲထိယုံတင်ထိနိုင်မဲ့တိုက်ခိုက်မှုမျိုးတွေလုံးဝရှိတော့မှာမဟုတ်ပါဘူးဘလိုမျိုးထူးဆန်းတဲ့ဆက်ရန်နေရမိစ္ဆာတွေပဲဖြစ်ဖြစ်ဘလိုမျိုးစီကံချက်တွေနဲ့ပြည့်နှက်နေတဲ့တတဝါတွေပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဓာတ်ချက်တစ်ချက်ထဲနဲ့အားလုံးအစိတ်စိတ်မှောင်မှပြတ်တောက်သွားရမှာဖြစ်ပါတယ်ပြီးတော့စိတ်ဝိညာဉ်ကိုကြွေးမွေးပြုစုခြင်းစွမ်းရည်ကလည်းကျွန်တော်ရဲ့အကြီးမားဆုံးသောလိုအပ်ချက်ကွက်လက်ကြီးကိုအပြည့်အဝဖြည့်ဆည်းပေးလိုက်တာမဟုတ်ဘူးလားအခုချိန်ကစပြီးကျွန်တော်တက်ဖြတ်မှုတွေကိုစက်တိုက်ပြုလုပ်နေတဲ့၍ကျွန်တော်ဟာဘယ်တော့မှရပ်တန့်သွားမှာမဟုတ်တဲ့ထာဝရဆက်ရန်နေရကြီးတစ်ခုဖြစ်သွားခဲ့ပါပြီအဲ့ဒီအပြင်ဖျားသခင်ကိုတက်ဖြတ်ခြင်းအရှိန်အဝါဆိုတာကတော့တကယ်ကိုအနှစ်သာရတွေတဲကမှထိတ်ဆုံးကအနှစ်သာရအရှိဆုံးဝက်ဖဲကြီးပါပဲအချိန်သာလုံလောက်ရမယ်ဆိုရင်ကျွန်တော်အနေနဲ့တကယ်ဖျားသခင်တပားကိုတော့မှတက်ဖြတ်ဖြစ်ဖို့အတွက်လုံးဝဝင်ရဲနေခဲ့ပါပြီကျွန်တော်လည်းလမ်းကြောင်းအတိုင်းပြန်လဲမောင်းနေလာခဲ့ရင်းနဲ့နောက်ဆုံးမှာတော့လောကတက်အဖုံဖုံကြီးစားတိုက်ပုံရစ်ပလင်ရဲ့အရှိစီကိုပြန်လဲရောက်ရှိလာခဲ့ပါတယ်အဲ့ဒီနောက်ကိုပိုင်လက်မျိုးကသွေးဆက်အချို့ကိုအသုံးပြုပြီးစက်ကူအလွတ်တရွက်ပေါ်မှာစားသားအချို့ကိုရေးသားလိုက်ပါတော့တယ်ငါကဖျားသခင်တပားကိုမြင်တွေ့ခဲ့ရပြီးအဲ့ဒါနဲ့ငါအဲ့ဒီဖျားသခင်ကိုတက်ဖြတ်ပြဦးမှာဖြစ်သည်ကျွန်တော်ရေးသားပြီးသားစာတူလေးကိုအဲ့ဒီစာတိုက်ပုံရဲ့အတွင်းထဲကိုတက်မတ်ထိုးထည့်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာတင်စာတိုက်ပုံကြီးစီကနေတကယ်ကိုလှုပ်ဝက်ဆန်းကျဲပြီးလှဲကွက်တွေနဲ့ပြည့်နှက်နေတဲ့ရေမောတန်ကြီးတစ်ခုထွက်ပေါ်လာခဲ့ရတယ်တပြိုင်နက်တည်းမှာတင်ရွှေရောင်အလင်းတန်းကြီးတစ်ခုကကောင်းကင်ရံအထိထိုးတက်သွားခဲ့ပါတော့တယ်ကြည်ရတာကျွန်တော်ပေးလိုက်တဲ့ဒီအတင်းအဖျင်းလှုပ်ဝက်ချက်ကတကယ်ကိုအနှစ်သာရတွေနဲ့ပြည့်နှက်နေပြီးတမိုးကြီးလွန်းလာတာအသေးချပါပဲအဲ့ဒီစာတိုက်ပုံရဲ့စာသားအပေါက်ဝလေးတွေကနေတဆင့်ရှေးဟောင်းအငွေးသက်တွေပြည့်နှက်နေတဲ့အမဲရောင်စာအိတ်အိုးလေးတစ်အိတ်ကိုဝုန်းကနေထွေးထုတ်ပေးလိုက်ပါတော့တယ်ကျွန်တော်လည်းအဲ့ဒီစာအိတ်ကိုဖမ်းဆွဲလိုက်ပြီးချက်ချင်းဆိုသလိုအရှိန်ပြည့်နဲ့ထွက်ပြေးဆုတ်ခွာခဲ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာဖြစ်ပွားသွားတဲ့ရွှေရောင်အလင်းတန်းတုန်ခါမှုကြီးကလူအများကြီးကိုတတိထားမိသွားစေဖို့အတွက်အစမတန်ကိုကျေလောင်လွန်းလာတာကြောင့်ပါကျွန်တော်ကိုပိုင်သားသက်ယုံချန်ဝင်းထဲကိုလုံခြုံပြန်လည်ရောက်ရှိလာခဲ့ပြီးတဲ့နောက်ပထမဆုံးအနေနဲ့မိမိရဲ့ဒဏ်ရာအနာတရားတွေကိုအမြန်ဆုံးတက်တာပြောက်ကင်းသွားစေဖို့အတွက်မူလသွေးနှစ်ပလင်းကိုချက်ချင်းဆိုသလိုမော့တောက်လိုက်ပါတော့တယ်ခန္ဓာကိုယ်ထဲကဒဏ်ရာတွေတက်တာသွားတဲ့အခါမှာတော့တကယ်ကိုထူးဆန်းလာတဲ့အသွင်ပြင်တွေနဲ့ပြည့်နှက်နေတဲ့အမဲရောင်စာအိတ်လေးကိုလှမ်းဖွင့်လိုက်တယ်အစပိုင်းမှာတော့စာမျက်နှာပေါ်မှာဘာစာသားမှရှိမနေပဲဗလာချင်းနေခဲ့တာပါဒါပေမဲ့ဒုတိယမြောက်စက္ကန့်မှာတဲ့တောက်ပလာတဲ့ရွှေရောင်စာသားအချို့ကတရိပ်ရိပ်နဲ့ထွက်ပေါ်လာပါတော့တယ်မင်းပေးလိုက်တဲ့ဒီအတင်းအဖျင်းလှုပ်ဝက်ချက်ကိုငါတကယ်ကိုပဲအတိုင်းစားမရှိသဘောကျနှစ်သက်မိပါတယ်ဒါကြောင့်အလဲလုပ်တဲ့အနေနဲ့ငါမင်းကိုကဘာကြီးရဲ့လှုပ်ဝက်ချက်နှစ်ခုကိုပြန်လည်မျှဝေပေးလိုက်မယ်ပထမဆုံးလှုပ်ဝက်ချက်ကတော့ကဘာကြီးတစ်ခုလုံးကိုပျက်စီးစေခဲ့တဲ့အဲ့ဒီမီးခိုးရောင်မိုးရည်တွေဆိုတာကောင်းကင်ကြီးကနေကျဆင်းလာတာမဟုတ်ပါဘူးအဲ့ဒါဟာတကယ်သူရဲကောင်းကြီးတစ်ယောက်ရဲ့မျက်ရည်ဆက်တွေပဲဖြစ်ပါတယ်ဒီစာသားကိုဖတ်လိုက်ရတဲ့အခါမှာတော့ကျွန်တော်မှတကယ်ကိုအသက်ရှူဖို့တောင်မေ့သွားရလောက်အောင်ကြောရိုးတဲ့အထိစိတ်အောင်ချမ်းအေးသွားခဲ့ရတယ်ဗျာကဘာကြီးတစ်ခုလုံးကိုအစိတ်မှောင်ပျက်စီးသွားစေခဲ့တဲ့အဲ့ဒီမီးခိုးရောင်မိုးရည်တွေဆိုတာအမှန်တကယ်တော့လူတစ်ယောက်တည်းရဲ့မျက်ရည်ဆက်တွေတက်ပဲလားဒါဆိုရင်အဲ့ဒီမျက်ရည်ကိုအပိုင်စားပိုင်ဆိုင်ထားတဲ့သူကဘယ်လိုမျိုးအတိုင်းစားမဲ့အရှင်သခင်ဖြစ်နေလို့လဲအဲ့ဒီနောက်မှာတော့ဒုတိယမြောက်လှုပ်ဝက်ချက်ကထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်ဒုတိယလှုပ်ဝက်ချက်ကတော့အဲ့ဒီအမှုပညာရှင်ကြီးများကတော့အခုချိန်မှာစိတ်ရှည်မှုတွေလုံးဝကုန်ဆုံးလို့နေပါပြီသူတို့ဟာသူတို့ရဲ့နောက်ဆုံးပိတ်စက်တိုက်လေ့ကျင့်မှုတွေကိုပြုလုပ်နေကြတာဖြစ်ပါတယ်အထူးသဖြင့်သူကလည်းမင်းနဲ့ကိုယ်တိုင်ကိုကြဆုံတွေ့ရဖို့အတွက်တကယ်ကိုအစွမ်းကုန်မျောလင့်တောင်းတလို့နေပါတယ်ကျွန်တော်ရဲ့မျက်ခုံးတွေကတော့အစွမ်းကုန်တွန့်ကွေးသွားခဲ့ရပြီးတကယ်ကိုပု္ပ္ပစာတွေနဲ့ကစားတတ်တဲ့ပဟေလိဘုရင်ကြီးပဲဗျာအဲ့ဒီအမှုပညာရှင်ကြီးများဆိုတာကဘသူတွေကိုပြောတာလဲပြီးတော့သူဆိုတာကရောဘသူလဲကျွန်တော်လည်းဒီစာကြောင်းတွေရဲ့နောက်ွယ်မှာရှိနေတဲ့လှုပ်ဝက်ဆန်းကျဲတဲ့ရေတောက်မြစ်အမှန်တရားတွေကိုချောင်းမြောင်းစုံစမ်းကြည့်ရှုနိုင်ဖို့အတွက်အမှန်တရားရဲ့မျက်ဝန်းစွမ်းရည်ကိုထပ်မံအသုံးပြုပြီးစစ်ဆေးဖို့ကြိုးစားလိုက်ပေမဲ့စိတ်ပျက်စရာကောင်းတာကစက်ခရင်မှာဘာအချက်လက်မှထွက်ပေါ်မလာခဲ့ပါဘူးအဲ့ဒီနောက်ဒုတိယမြောက်စက္ကန့်မှာတင်ပဲအမဲရောင်စာအိတ်ကြီးနဲ့အထဲကစာသားတွေအားလုံးဟာအည်ပျော်သွားခဲ့ကြပြီးတောက်ပလာတဲ့ရွှေရောင်ဖုံမှုမြောက်များစွာဖြစ်ပြောင်းလဲသွားကလေတူးထဲမှာလုံးဝပျောက်ကွယ်သွားခဲ့ပါတော့တယ်တဲလွန်စတွေအားလုံးကလုံးဝဖျက်တောက်ခြင်းခံလိုက်ရတာပေါ့ကျွန်တော်လည်းအစွမ်းကုန်စိတ်တူဒေါသထွက်သွားခဲ့ရပြီးရှေ့မှာရှိတဲ့စာပွဲခုံကြီးကိုလက်သီးနဲ့ဝုန်းကနေပြင်းထန်စွာထိုးချလိုက်မိပါတော့တယ်ဒီပလင်ကတော့တကယ်ကိုယူသွတ်စရာကောင်းတဲ့အရာပဲဗျာသူကပဟေလိဆန်ဆန်စကလုံးတွေနဲ့ပဲလာပြီးကစားသွားခဲ့တာဖြစ်ပါတော့တယ်အကယ်၍ကျွန်တော်အနေနဲ့အဲ့ဒီပဟေနီတွေကိုအပြေရှာလို့မရနိုင်ဘူးဆိုရင်လေဒါတွေအတွက်နဲ့အချိန်နဲ့အားရင်တွေကိုအပူဖြုံးတီးမနေတော့ပါဘူးအခုချိန်မှာကိုပိုင်အင်အားတောက်တင်းခိုင်မာလာအောင်လုပ်ဖို့ကသာအရေးကြီးဆုံးအရာမဟုတ်လားဒါကြောင့်ကျွန်တော်လဲဆရာကြီးဝေါ်ကာစီကိုဖုံးဆက်လိုက်ပြီးနောက်ထပ်ကြက်အကောင်ကြီး1000လောက်ကိုအမြန်ဆုံးထပ်မံပေးပို့ပြောလိုက်ပါတော့တယ်ပြီးတော့ကျွန်တော်ကရွာထဲကကောင်းကင်အထိထိုးတက်သွားတဲ့အမဲရောင်အလင်းတန်းကြီးကြောင့်ကြောက်လန့်တုန်လှုပ်ပြီးအိမ်ကိုပြေးပြန်လာခဲ့ရပါတယ်ဆိုပြီးတကယ်ကိုတရုတ်ဆောင်ကောင်းကောင်းနဲ့ဖုန်းထဲကနေဟန်ဆောင်ပြောဆိုလိုက်တာပေါ့ဆရာကြီးဝေါ်ကာကတော့ကျွန်တော်ရဲ့စကားကိုလုံးဝကိုယုံကြည်သွားခဲ့ပြီးအေးဗျာခမရအသက်ရှင်လျက်နဲ့ပြန်ရောက်လာတာပဲတော်ပါသေးတယ်ခမရအဲ့ဒီနေရာကိုမသွားခဲ့တာတကယ်ကိုအမှန်ကန်ဆုံးဆုံးဖြတ်ချက်ပဲဗျကျွန်တော်တို့တွေလည်းအဲ့ဒီနေရာစီကိုဘယ်တော့မှမသွားကြတာအကောင်းဆုံးပဲဖုန်းချပြီးတဲ့နောက်မှာတော့ကျွန်တော်လည်းမြေအောက်ခန်းထဲကိုတိုက်ရိုက်ဆင်းသွားခဲ့ပြီးအိတ်ထဲကနေအဆောင်ရှောက်ကုတ်ကိုပင်ဤတင်းငယ်သောရစ်ပလင်းနှလုံးသားကိုထုတ်ယူလိုက်ပါတော့တယ်ဒါဟာတကယ်ကိုလောင်ကြီးအကြီးကြီးထက်ရမဲ့လောင်ကစားတစ်ခုပါပဲအကယ်၍ကျွန်တော်သာနိုင်ခဲ့မယ်ဆိုရင်သွေးနီရောင်ပလင်းကပုံမိုးစွမ်းအားကြီးမားတဲ့အဆင့်တစ်ခုကိုတိုးတက်ပြောင်းလဲသွားမှာဖြစ်ပြီးအကယ်၍ရှုံးသွားခဲ့မယ်ဆိုရင်တော့ထိတ်တန့်အဆင့်ရှိတဲ့အဖိုးတန်ပစ္စည်းတစ်ခုကိုအလကားဖြုံးတီးပစ်လိုက်တယ်လို့ဖြစ်သွားမှာပါကျွန်တော်လည်းအဲ့ဒီရစ်ပလင်းနှလုံးသားကိုသွေးနီရောင်ပလင်းရဲ့အရှိမဝေးဝဲပြရင်
ဒါကိုတာမန်တရေစာမုတ်လိုမျိုးစားမပစ်ဖို့အတွက်သတိပေးလိုက်ပြီးပလင်ရဲ့အပေါ်ကိုအသားအရတင်လိုက်ပါတော့တယ်တပြိုင်နက်တည်းမှာတင်တရှုရှုနဲ့အတန်တွေထွက်ပေါ်လာခဲ့ပြီးမိခိုးပြတွေကလည်းတရိပ်ရိပ်ထွက်ပေါ်လာခဲ့ရတယ်အဲ့ဒီအချိန်မှာတင်ထူးဆန်းစရာကောင်းတာကအဲ့ဒီတင်းငယ်တဲ့ရစ်ပလင်နှလုံးသားပေါ်မှာကြီးမားလာတဲ့မျက်လုံးကြီးတစ်လုံးရုတ်တရက်ပွင့်လာခဲ့ပြီးရေတွက်လို့မရနိုင်တဲ့အမဲရောင်အမြင့်တွဲမြောင်များစွာကိုပြစ်လုကသွေးနီရောင်ပလင်ကိုကပ်ပါကောင်လိုမျိုးအတင်းအဓမ္မဝါမျိုးသိမ့်ပိုက်ဖို့ကြိုးစားပါတော့တယ်ဒီလိုမျိုးလာရောက်စိန်ခေါ်တိုက်ခိုက်လိုက်တဲ့လုပ်ရက်ကအိမ်မော်ကျနေတဲ့ပလင်ရဲ့အရှင်သခင်ဘရင်ကြီးကိုအကြီးအကျယ်ဒေါသထွက်သွားစေခဲ့ပါပြီသွေးနီရောင်ပလင်ကြီးဟာတုန်ခါမှုအရှိန်အဝါတွေနဲ့အတူပြင်းထန်စွာလှုပ်ခါလာခဲ့ပြီးသွေးလိုရဲရဲနေနေတဲ့အသားဆိုင်ရေပွဲလက်တံမြောင်များစွာဟာဝန်းကနေထွက်ပေါ်လာကကျူးကျော်ဝင်ရောက်လာတဲ့အမဲရောင်အမြင့်တွေကိုဘာညာတာမှုမှမရှိဘဲချက်ချင်းဆိုသလိုညှစ်ချေချေမုန်းပစ်လိုက်ပါတော့တယ်တမိနစ်ခန့်မြတာကြာမြင့်တဲ့အချိန်တွင်းမှာပဲတိုက်ပွဲကလုံးဝပြီးဆုံးသွားခဲ့ပါတယ်အမဲရောင်အမြင့်တွဲတွေအားလုံးဟာသွေးနီရောင်ပလင်ရဲ့ဝါမျိုးချင်းကိုအပြတ်တက်ခံလိုက်ရပါတော့တယ်ပတ်ဝန်းကျင်တစ်ခုလုံးလည်းချက်ချင်းပြန်လည်ငြိမ်သက်သွားခဲ့ရတယ်ကျွန်တော်လည်းဒီပစ္စည်းကြီးပျက်စီးသွားပြီလားဆိုပြီးစိတ်ပြက်လက်ပြက်နဲ့ညှဉ်းညူဖို့လှုပ်လိုက်တဲ့အချိန်မှာတင်ပဲတောက်ပလာတဲ့အစိမ်းအောင်တကိုင်းလေးတစ်ခုကရစ်ပလင်ရဲ့ဗဟိုချက်မှတက်တက်ကနေဖောက်ထွက်ပြီးအလိုလိုနေရင်ထွက်ပေါ်လာတာကိုမြင်တွေ့လိုက်ရပါတယ်အဲ့ဒီတကိုင်းလေးရဲ့ထိပ်ဖြားမှာတော့တကယ်ကိုကြည်လင်တောက်ပနေတဲ့အစိမ်းအောင်တစ်တီးလေးတစ်လုံးကဆွဲချိတ်လို့နေခဲ့တာပါကျွန်တော်လည်းအမှန်တရားရဲ့မျက်ဝန်းစွမ်းရည်ကိုအသက်သွင်းပြီးစစ်ဆေးလိုက်တဲ့အခါသွေးနီရောင်ပလင်ဟာအဆောင်ရှောက်ကုတ်ကူပင်ရဲ့နှလုံးသားနဲ့အောင်မြင်စွာပေါက်ဆက်သွန်းလုပ်ပြီးသွားခဲ့ပြီဖြစ်ပါတယ်အထူးစွမ်းဆောင်ရည်တဲ့အသုံးပြုသူပူဇော်လိုက်တဲ့မူလသွေးစွမ်းအင်တွေကိုအဲ့ဒီရစ်ပလင်ရဲ့အနှစ်သာရသွေးတစ်ပင်ကြီးကနေတဆင့်အလိုလိုဆုပ်ယူသွားမှာဖြစ်ပြီးထိပ်ဖြားမှာရှိတဲ့အနှစ်သာရသွေးတစ်တီးရဲ့အတွင်းထဲမှာပုံမိုစွမ်းအားကြီးမားတဲ့သွေးဖြစ်တန့်စင်မွေးထုတ်ပေးလိမ့်မည်ဖြစ်သည်ဒါကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်ရဲ့နှလုံးခုန်တန်တွေကတဒုံဒုံနဲ့မြန်ဆန်လာခဲ့ရတယ်ဒါပေမဲ့စိတ်ပျက်စရာကောင်းတာကလောလောဆယ်မှာစမ်းသပ်ဖို့အတွက်အပူပစ္စည်းဘာမှရှိမနေတာပါပဲရုတ်တရက်ဆိုသလိုအတွေးတစ်ခုကခေါင်းထဲကိုဖျက်ခနဲဝင်ရောက်လာခဲ့ပြန်ပါတယ်ကျွန်တော်လည်းကိုပိုင်တိုင်းစားမဲ့ကိုတောင်ထဲကနေတဆင့်တာမန်မူလသွေးပလင်းတပလင်းကိုထုတ်ယူလိုက်ပါတော့တယ်ဟဲမူလသွေးကိုတန့်စင်ပြီးပုံမိုကောင်းမွန်တဲ့မူလသွေးအစ်စ်ပြန်ထုတ်ဖို့အတွက်မူလသွေးကိုပဲပြန်ပြီးရပူစော်ရမယ်လို့ဘသူကများစီကံချက်ထုတ်ထားလို့လဲဗျာဒါဟာစနစ်ရဲ့အားနည်းချက်လှည့်ကွက်ကိုအပိုင်သုံးချတာပဲမဟုတ်ဘူးလားသွေးနီရောင်ပလင်ကြီးကတော့ကျွန်တော်ရဲ့ဒီလိုမျိုးလဲလွန်းလာတဲ့လုပ်ရက်ကြောင့်လုံးဝစကလုံးတွေစွန့်သွားပုံရပေမဲ့မတက်တာတဲ့အစုံခိုင်းတဲ့အတိုင်းနာခံပြီးအဲ့ဒီမူလသွေးပလင်ကိုအသားရဆုပ်ယူဝါမျိုးလိုက်ပါတော့တယ်ခဏအကြာမှတင်ထိပ်ဖြားကတစ်တီးလေးဟာတောက်ပလာတဲ့အလင်းတန်းတွေနဲ့အတူလင်းထိန်သွားခဲ့ရပြီးအသစ်ဆက်ဆက်တန့်စင်ထားတဲ့မူလသွေးပလင်တပလင်ကမြေပြင်ပေါ်ကိုဖက်ကနဲ့ကျဆင်းလာခဲ့ပါတော့တယ်အထဲမှာရှိနေတဲ့အရည်တွေကတော့တကယ်ကိုတောက်ပဆူပြီးလာတဲ့အစိမ်းရောင်အယောင်ဖြစ်ပြောင်းလဲသွားခဲ့ရပြီဖြစ်ပြီးတကယ်ကိုတက်ဆောင်အားအင်အပြည့်အဝရှိနေတာကိုရှင်းလင်းစွာမြင်တွေ့နေရပါတယ်ကျွန်တော်လည်းအမှန်တရားရဲ့မျက်ဝန်းနဲ့ထပ်မံစစ်ဆေးလိုက်တဲ့အခါမူလသွေးနှလုံးသားသွေးဖြစ်တန့်စင်ပြီးအသုံးပြုသူရဲ့ခန္ဓာကိုယ်ရှင်တန်ခြင်းတက်ဆောင်အားအင်အားလုံးကိုအစမတန်မြင့်တင်ပေးလိမ့်မည်ပိုပြီးအရေးကြီးတာကတော့ဒီသွေးရဲ့အာနိသင်စွမ်းရည်တွေကတကယ်ကိုနူးညံ့တိမ်မွေ့လွန်းလာတာကြောင့်ခန္ဓာကိုယ်ရဲ့ပျက်စီးနေတဲ့အစိတ်ပိုင်းတွေကိုအကောင်းဆုံးပြန်လည်ပြုပြင်ပေးနိုင်ပြီးသွေးသားရင်းမြစ်မျိုးရိုးဗီဇတွေကိုတန့်စင်ပေးနိုင်မိအပြင်ခန္ဓာကိုယ်ထဲကအနုလက္ခဏာဆောင်တဲ့အမင်္ဂလာစွမ်းရည်ဆိုးတွေအားလုံးကိုပါအမြင့်ပြတ်မောင်းထုတ်ပေးနိုင်လိမ့်မည်ဖြစ်သည်ဒီလိုမျိုးအစစ်မြင့်တင်ထားတဲ့မူလသွေးတစ်ကိုကြည်ရင်နဲ့ကျွန်တော်ရဲ့အသက်ရှူတန်တွေကပါကမန်းကရမ်းမြန်ဆန်လာခဲ့ရတယ်ဗျာတကယ်ကိုပြည့်စုံလာတဲ့မုံမှန်ထားတဲ့ဆေးစွမ်းကောင်းကြီးထွက်ပေါ်လာခဲ့ပြီမဟုတ်လားအထူးသဖြင့်ကျွန်တော်ရဲ့အကြည့်တွေကသွေးသားရင်းမြစ်မျိုးရိုးဗီဇတွေကိုတန့်စင်ပေးနိုင်သည်ဆိုတဲ့စာသားအပေါ်မှာတင်ကွက်တီရက်တန့်သွားခဲ့ရတယ်အဲ့ဒီအချိန်မှာတင်ခေါင်းထဲကိုပုံရိပ်တစ်ခုဖြတ်ခနဲပြေးမြင်လိုက်မိပါတယ်အဲ့ဒါကတော့တကယ်ကိုပြင်းထန်လာတဲ့သွေးကင်ဆာယောဂဝေဒနာကိုခံစားနေရတဲ့ဒေးဗစ်ရဲ့သမီးလေးပဲဖြစ်ပါတယ်အရင်တုန်းကတာမန်မူလသွေးနဲ့ဆိုရင်တော့သူမရဲ့ယောဂကိုကုသပေးနိုင်မဲ့အခွင့်အရေးက10%အောက်မှာပဲရှိနေခဲ့တာပါဘာဖြစ်လို့လဲဆိုတော့သူမရဲ့အလွန်မင်းအားနည်းလွန်းလာတဲ့ခန္ဓာကိုယ်လေးကမူလသွေးရဲ့ပြင်းထန်လွန်းလာတဲ့ပောက်ကွဲစွမ်းအားတွေကိုတောက်ခံနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်စိုးရိမ်ခဲ့တာကြောင့်ဖြစ်ပါတယ်ဒါပေမဲ့အခုတော့တကယ်ကိုနူးညံ့တိမ်မွေ့ပြီးတန့်စင်ထားတဲ့မူလသွေးတစ်ရှိနေပြီဆိုတော့သူမရဲ့အသက်ရှင်တန်ခွင့်အခွင့်အရေးကရုပ်ချီးဆိုသလို90%အထိအပြတ်တက်ကိုတိုးတက်မြင့်မားသွားခဲ့ပါပြီဒါဟာသူမအတွက်တီးတန့်ထုတ်လုပ်ပေးထားတဲ့နက်ဆေးတစ်ခွက်ပါပဲဒီကိစ္စကဘာကိုဆိုလိုလဲဆိုတာကိုကျွန်တော်ကောင်းကောင်းကြီးသိပါတယ်ဒါဟာတာမန်လူတစ်ယောက်ရဲ့အသက်ကိုကယ်တင်ရုံတက်တက်တင်မကပဲတကယ်ကိုအတိုင်းအဆမရှိကြီးမားလာတဲ့အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခုဖြစ်နေလို့ပါပဲအကယ်၍သာကျွန်တော်သူ့ရဲ့သမီးလေးကိုတကယ်ကယ်တင်ပေးနိုင်ခဲ့မယ်ဆိုရင်တကယ်ကိုစီးပွားရေးအတွေးခေါ်ထက်မြက်ပြီးအမျှော်မြင်ရှိလွန်းလာတဲ့ဒေးဗစ်ကကျွန်တော်အတွက်တော့ဘယ်တော့မှတစ္ဆာမဖောက်မဲ့အားကိုးရဆုံးသောလက်ယုံတူဖြစ်လာမှာအသေးချပါပဲဒီကိစ္စကတော့ကွက်တိတေချာသွားခဲ့ပါပြီစိတ်ထဲမှာတကယ်ကိုကျေနပ်အားရစရာခံစားချက်ကြီးနဲ့အတူကျွန်တော်လည်းအပြင်မှာဘာတွေထူးခြားလဲဆိုတာကိုသိရှိနိုင်ဖို့အတွက်လက်ကင်ဖုန်းကိုထုတ်ယူပြီး online ဖိုရမ်စာမျက်နှာတွေကိုလိုက်လံကြည့်ရှုလိုက်ပါတော့တယ်ဒါပေမဲ့စခရင်ပေါ်ကအကြောင်းအရာတွေကိုတစ်ချက်လှမ်းကြည့်လိုက်ရုံနဲ့တင်ပဲကျွန်တော်ရဲ့မျက်နှာအမူအရာကချက်ချင်းဆိုသလိုအစွမ်းကုန်ပြောင်းလဲသွားခဲ့ရပါတော့တယ်တကယ်ကိုကဘာကြီးပြက်ကုန်ကြပြီလားကျွန်တော်အနေနဲ့အစောပိုင်းကကပ်ပေးတတော်ဝါကြီးကိုတက်ဖြတ်လိုက်တဲ့ဖြစ်စဉ်ကြီးက online ဖိုရမ်ရဲ့ထိပ်ဆုံးမှာနေရာယူထားလိမ့်မယ်လို့ထင်မှတ်ထားခဲ့တာပါကျွန်တော်ဖိုရမ်စာမျက်နှာကိုဖွင့်လိုက်တဲ့အခါမှာတော့အဲ့ဒီမြေကန္နာမျိုးတော်ရဲ့အမဲရောင်အလင်းတန်းဖြစ်စဉ်အကြောင်းရေးသားထားတဲ့ post တွေကရှိနေစေဖြစ်ပေမဲ့ဒင်းတို့အားလုံးဟာပုံမိုကြောက်မက်ဖွယ်ကောင်းလာတဲ့ထိတ်တန့်သတင်းဆိုးကြီးတွေရဲ့အောက်မှာတင်လုံးဝဖုံးကွယ်ခြင်းခံထားရတာကိုတွေ့လိုက်ရလို့ပါပဲတကယ်ကိုကြောက်လန့်တုန်လှုပ်စရာကောင်းတဲ့သွေးလိုရဲနေနေတဲ့စာလုံးအကြီးကြီးတွေနဲ့ရေးသားထားတဲ့ခေါင်းစည်းသတင်းဆိုးကြီးမြောက်များစွာဟာကျွန်တော်ရဲ့ဖုန်းစခရင်မျက်နှာပြင်တစ်ခုလုံးမှာအပြည့်စုံနေရာယူလို့နေခဲ့ပါတော့တယ်တုံလှုပ်ချောက်ချားဖွယ်သတင်းဆိုးကြီးမြို့အနှံ့မှာရှိတဲ့နာရီသုံးကတ်ထူဆက်ကူရုပ်တွေအားလုံးဟာရုတ်တရက်အသက်ဝင်လှုပ်ရှားလာခဲ့ကြပြီဖြစ်သည်သူတို့ဟာလမ်းမတွေပေါ်မှာမောင်းဆိုင်တွေဘုံတွေကိုတီးခတ်ရင်းလှည့်လည်သွားလာနေကြပြီးတစေတရေတွေရဲ့မင်္ဂလာဆောင်ပွဲတွေနဲ့
တကယ်သွေးပြက်စရာကောင်းလာတဲ့နာရီစာပနအခမ်းအနားပွဲတွေကိုခြောက်ခြားဖွယ်ရာကျင်းပပြုလုပ်နေကြပါသည်နှလုံးရောဂါရှိသူများနဲ့စိတ်မခိုင်သူများလုံးဝမကြည့်ကြပါရဲ့အဲ့ဒီသတင်းတွေရဲ့အတွင်းထဲမှာတော့တကယ်ကိုကြည်လင်ပြတ်သားလာတဲ့ထိတ်တန့်တပ်ပုံမြောက်များစွာပါဝင်လို့နေခဲ့တာပါညတကောင်ရဲ့အချိန်ရောက်တိုင်းမြို့ပြလမ်းမတွေပေါ်မှာမောင်းဆိုင်တန်တွေတုံနဲ့စူညံစွာပဲ့တင်ထက်လာခဲ့ပြီးရေတွက်လို့မရနိုင်တဲ့အရက်သားပြည်သူတွေကိုရှုသွတ်မတက်ဖြစ်အောင်နှိပ်စက်ညှဉ်းပန်းလို့နေခဲ့တာဖြစ်ပါတယ်ဒါတင်မကသေးပါဘူးဗျာအရှိတ်ပင်လယ်ပြင်ကြီးထဲမှာဆိုရင်လည်းကြီးမားလာတဲ့ထူးဆန်းစွာအသွင်ပြောင်းလဲနေတဲ့ပင်လယ်တတဝါဆိုးကြီးတွေကရေပြင်ပေါ်ကိုတရိပ်ရိပ်ချင်းကပ်ပေါ်ထွက်လာခဲ့ကြပြီဖြစ်တယ်လို့အနောက်ဘက်မြစ်ကြီးအတွင်းထဲမှာရှိတဲ့ကြောက်တုံးကြောက်ခဲတွေကပါအသက်ဝင်လှုပ်ရှားလာခဲ့ကြပြီးမြို့ပြတွေစီကိုဥတီချီတက်မဲ့တားရဲမိတ်ဆာစစ်တပ်ကြီးတစ်ခုဖြစ်ပြောင်းလဲဖွဲ့စည်းနေကြတာဖြစ်ပါတယ်နိုင်ငံရဲ့ချားမှာဆိုရင်လည်းကက်ယောဂါဆိုးတွေကတဟုန်ထိုးပြန့်နှံ့လို့နေခဲ့တယ်လို့မိတောင်တွေကလည်းတလုံးပြီးတလုံးဆက်တိုက်ဆိုသလိုပောက်ကွဲကုန်ကြပါပြီအခြေအနေအလုံးကိုတေချာကြည့်လိုက်ရုံနဲ့ဒါဟာကျွန်တော်အစောပိုင်းကကြုံတွေ့ခဲ့ရတဲ့အသွင်ပြောင်းလဲသွားတဲ့လှုပ်ဝက်ရစ်ပလင်တွေရဲ့လက်ချက်ပဲဆိုတာရှင်းလင်းပြသနေခဲ့ပါပြီအဆောင်ရှောက်ကိုပင်ဆိုတာတီးတန့်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တစ်ခုမဟုတ်ပါဘူးအဲ့ဒီသွေးလာမင်းကပ်ပေးကြီးဖြစ်ပွားပြီးတဲ့နောက်ပိုင်းကစလို့ကမ္ဘာလောကကြီးရဲ့စီကံစနစ်ဟောင်းတွေဟာဘယ်တော့မှအရင်လိုပုံစံဟောင်းအတိုင်းပြန်လည်ရောက်ရှိမလာတော့ပါဘူးအသွင်ပြောင်းလဲသွားတဲ့အရင်စိတ်ဝင်လာတဲ့ရစ်ပလင်တွေဟာတောမီပမာတဟုန်ထိုးပြန့်နှံ့လို့နေခဲ့ကြပြီးရေတွက်လို့မရနိုင်တဲ့လှုပ်ဝက်ဆန်းကျဲလာတဲ့ထိတ်လန့်စရာတတဝါဆိုးမြောက်များစွာကိုစင်ဆက်မပြတ်မွေးထုတ်ပေးလို့နေခဲ့တာဖြစ်ပါတယ်ဒီအခြေအနေကြီးကကျွန်တော်ကိုအမှန်တရားတစ်ခုသတိပြုမိသွားစေခဲ့တယ်အဲ့ဒါကတော့ကိုယ်ပိုင်အင်အားတောင့်တင်းခိုင်မာလာအောင်အရင်ကထက်ပုံမြန်ဆန်တဲ့အရှိန်ဟုန်တွေနဲ့အစွမ်းကုန်စူးစမ်းအားထုတ်ရတော့မယ်ဆိုတာပါပဲညနေ4 နာရီချိန်ကိုရောက်တဲ့အခါမှာတော့ကျွန်တော်ဟာကြက်ကောင်ရီတစ်ထောင်လုံးကိုအောင်မြင်စွာရှင်းလင်းတုတ်တင်လို့ပြီးစီးသွားခဲ့ပါပြီဒါပေမဲ့ဝိညာဉ်သားမြောင်ရဲ့အဆင့်တက်ဖို့လိုအပ်ချက်ဖြစ်တဲ့စွမ်းရည်အမှတ်1000ဆိုတာကတော့ဒီလောက်အထိတက်ဖြတ်ခဲ့ရင်တော့မှသမုတ်တရားတဲ့ကိုရေတစ်ဆက်ချလိုက်တယ်လို့မျိုးတကယ်ကိုအနှဲငယ်မြတာရှိပါသေးတယ်ကျွန်တော်ရဲ့ငကားမလေးရဲ့တားဖောက်မှုတိုးတက်မှုနှုန်းကတော့88.5%အထိတက်လန့်သွားခဲ့ပါပြီခန္ဓာကိုယ်တွေကဒဏ်ရာနာတရားအလုံးကြီးပါလဲပြန်လဲကောင်းမွန်လာခဲ့ပြီဖြစ်တာကြောင့်ကျွန်တော်လည်းနောက်လာမယ့်အစီအစဉ်ရဲ့အရေးကြီးဆုံးသောအဓိကလူဖြစ်တဲ့ဒေးဗစ်စီကိုတွားရောက်တွေ့ဆုံဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ကျွန်တော်ဖုန်းခေါ်ဆိုလိုက်တဲ့အချိန်မှာတော့ဖုန်းအခြားတစ်ဖက်ကဒေးဗစ်ရဲ့လေတံကတကယ်ကိုစိတ်ဝိညာဉ်တစ်ခုလုံးလွင့်စင်ပြောက်ကွယ်သွားခဲ့ရတဲ့လူတစ်ယောက်လိုမျိုးခြောက်ကပ်လို့နေခဲ့တာပါသူဟာဆေးရုံရဲ့လိပ်စာတစ်ခုကိုကျွန်တော်ကိုအမြန်ဆုံးပြောကြားပေးခဲ့ပြီးဖုန်းကိုချက်ချင်းချသွားခဲ့ပါတော့တယ်မိနစ်40ခန့်ကြာမြင့်ပြီးတဲ့နောက်မှာတော့ဆေးရုံရဲ့လူနာဆောင်လမ်းလျှောက်လမ်းမကြီးပေါ်မှာတကယ်ကိုအသက်အရွယ်တွေအစမတန်အိုမင်းရင်ရောသွားခဲ့ပြီးကိုတော့မမှတ်မိနိုင်လောက်အောင်ဖြစ်ပျက်နေတဲ့ဒေးဗစ်ကိုကျွန်တော်မြင်တွေ့လိုက်ရပါတော့တယ်သူဟာဒူးထောက်လျက်သားအခြေအနေကြီးနဲ့ဆရာဝန်ကြီးရဲ့ခြေထောက်ကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားရင်တမိဖြစ်သူကိုကယ်တင်ပေးဖို့အတွက်ငိုယိုကအသေးအတန်တောင်းပန်တိုးရှိုးနေခဲ့တာဖြစ်ပါတယ်တမိဖြစ်သူကိုကယ်တင်နိုင်ဖို့အတွက်ဆိုရင်မိမိရဲ့ကုမ္ပဏီတစ်ခုလုံးပိုင်ဆိုင်မှုအားလုံးပျက်စီးပြီးလူမွဲစေးပြတ်သွားပါစေဦးတော့နိုင်ငံရဲ့ခြားကတမိုးကြီးလာတဲ့နတ်ဆေးတွေကိုဝယ်ယူဖို့အတွက်သူကတော့အဆင်သင့်ပါပဲဒါပေမဲ့ဆရာဝန်ကြီးကတော့စိတ်မကောင်းစွာနဲ့ပဲအသက်ကိုပြင်းပြင်းတစ်ချက်ရှူလိုက်ရင်ခေါင်းကိုခါရမ်းလိုက်ပါတော့တယ်လူနာရှင်ဦးလေးကြီးကင်ဆာဆဲတွေပြန့်နှံ့မှုနှုန်းကတကယ်ကိုအယမ်းမြန်လွန်းတယ်အခုချိန်မှာတကယ်အံ့ဖွယ်ဖြစ်ရကြီးတစ်ခုဖြစ်ပွားလာခဲ့ရင်တောင်မှခမည်းသမီးလေးရဲ့အသက်ကိုကယ်တင်နိုင်ဖို့ကတော့လုံးဝမဖြစ်နိုင်တော့ပါဘူးဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ဒေးဗစ်နဲ့သူ့ရဲ့ဇနီးဖြစ်သူတို့ဟာလုံးဝကဘာပြတ်သွားခဲ့ရတယ်လို့စိတ်နှလုံးတွေအစိတ်အမော်မွားပြိုကွဲပျက်စီးသွားခဲ့ရပါတော့တယ်ကျွန်တော်လည်းခြေလမ်းမမှန်နဲ့ရှောက်လန်းသွားလိုက်ပြီးသူ့ရဲ့ပခုံးကိုခပ်ဖွားဖွားလေးပုတ်ကာအားပေးလိုက်ရင်းနဲ့သူတို့ရဲ့အနောက်ကနေတဆင့်လူနာခန်းတွင်းထဲကိုလိုက်လံဝင်ရောက်သွားခဲ့ပါတော့တယ်လူနာခန်းတင်ပေါ်မှာတော့စတယ်လာလို့အမည်ရတဲ့သမီးငယ်လေးဟာယောဂဝေဒနာတွေရဲ့နှိပ်စက်မှုကြောင့်တကိုယ်လုံးအရေးပြားနဲ့အယိုးပဲကျွန်တော်တဲ့အထိအစမတန်ပိန်ချုံလို့နေခဲ့တာပါသူမဟာမိဘနှစ်ပါးအခန်းထဲကိုဝင်လာတာကိုမြင်လိုက်ရတဲ့အချိန်မှာတည်းအားမရှိတဲ့ကြားထဲကနေတကယ်ကိုရဲရင်လာတဲ့အပြုံးလေးတစ်ခုကိုမနှဲဖန်တီးပြလိုက်ရင်ကျွန်တော်ကိုလည်းဦးလို့တိုးညင်းတဲ့လေတံလေးနဲ့လှမ်းပြီးခေါ်ရှာပါတယ်အဲ့ဒီစကလုံးလေးတစ်လုံးကကျွန်တော်ရဲ့ရင်ဘတ်ကြီးတစ်ခုလုံးကိုပြင်းပြင်းထန်ထန်ရိုက်ခတ်သွားခဲ့ရတယ်ဗျာဒေးဗစ်ဟာမျောလင်းချက်အားလုံးပျောက်ဆုံးနေတဲ့ကလေးငယ်တစ်ယောက်လိုမျိုးတမိဖြစ်သူရဲ့လူနာကတင်ပေးမှာဝုန်းကနဲ့ဒူးထောက်လဲပြိုကျသွားခဲ့ရပြီးတမိဖြစ်သူရဲ့6သွေးဆွေးမြင့်နေတဲ့လက်ကလေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားရင်မျက်ရည်တွေတွင်စီးကြလို့နေခဲ့ပါတော့တယ်တမိငယ်လေးစတယ်လာရဲ့မျက်ဝန်းအစုံမှာလည်းမျက်ရည်ဆက်တွေကပြင်းနှက်လို့လာခဲ့ရပြီးသူမဟာအယိုးပဲကျွန်တော်ရဲ့မိမိရဲ့လက်ကလေးကိုမနှဲမြင့်တင်လိုက်ရင်ဖခင်ဖြစ်သူဒေးဗစ်ရဲ့ပါးပြင်ပေါ်ကမျက်ရည်ဆက်တွေကိုကျင်နာစွာနဲ့တုတ်ဖယ်ပေးရှာပါတယ်ဖေတမိကမကြခင်မှာတကယ်ကိုအဝေးကြီးတနေရာစီကိုတွားရတော့မှလားဟင်ရပါတယ်ဖေရဲ့တမိစာအုပ်ထဲမှာဖတ်ဖူးတယ်ဗျလိမ္မာတဲ့ကလေးတွေတေဆုံးသွားတဲ့အခါကျရင်ကောင်းကင်ကြီးပေါ်ကတောက်ပတဲ့ကျဲပွင့်ကလေးတွေဖြစ်သွားကြတာတဲ့တမိလည်းအဲ့ဒီပေါ်မှာအတောက်ပဆုံးကျဲပွင့်လေးတစ်ပွင့်အဖြစ်ပြောင်းလဲသွားပြီးဖေနဲ့မေမေတို့ကိုအပေါ်ကနေထာဝရစောင့်ရှောက်ပေးသွားမှာပါဒါကြောင့်ဖေတို့တမိကိုတတိရတဲ့အခါတိုင်းညဘက်ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပါနော်ဒီလိုကယူနာတက်စရာစကားလေးတွေကိုကြားလိုက်ရတဲ့အခါမှာတော့အခန်းထဲမှာရှိတဲ့ဆရာဝန်ကြီးတောင်မှစိတ်မကောင်းလို့မျက်နှာကိုတခြားဘက်စီကိုအမြန်ဆုံးလွှဲပြောင်းသွားခဲ့ရပါတော့တယ်ကျွန်တော်လည်းဘာမှဆက်မပြောတော့ပဲဒေးဗစ်ကိုအပြင်ဘက်လမ်းလျှောက်လမ်းမကြီးစီကိုအသားအရဆွဲခေါ်ခဲ့ပြီးတိုးညင်းတဲ့လေတံနဲ့မေးမြန်းလိုက်တယ်အခြေအနေကအမှန်တကယ်ဘလောက်အထိဆိုးရွားနေလို့လဲဒေးဗစ်ဟာအေးဆက်နေတဲ့ဆေးရုံနေရန်ကြီးကိုမိချလိုက်ရင်တုန်ခါနေတဲ့လေတံနဲ့ပြန်ပြောရှာပါတယ်ဆရာဝန်ကပြောတယ်ဒီအတိုင်းသာဆက်သွားမယ်ဆိုရင်အလွန်ဆုံးခံရင်နှစ်ပတ်ပေါ်တဲ့ဒီလိုမျိုးစိတ်နှလုံးပြိုကွဲပျက်စီးနေတဲ့အရေးချင်းရှိတဲ့လူတစ်ယောက်ကိုကြည်ရင်နဲ့ကျွန်တော်တည်ငြိမ်ပြတ်သားတဲ့လေတံနဲ့ပဲအဆုံးဖြတ်စကားကိုပြောလိုက်ပါတော့တယ်ကျွန်တော်မှကုသပေးနိုင်မဲ့နည်းလမ်းရှိတယ်အဲ့ဒီစကားလုံးမြန်မာစကားရှစ်လုံးကိုကြားလိုက်ရတဲ့အခါမှာတော့အသက်ဝိညာဉ်ကင်းမဲ့နေတဲ့ဒေးဗစ်ရဲ့မျက်ဝန်းအစုံမှာတောက်ပလာတဲ့မျောလင်းချက်အလင်းတန်းတစ်တွေကရုပ်ချီးပြန်လဲဝင်းလက်လို့လာခဲ့ပါပြီသူဟာကျွန်တော်ရဲ့အရှိမတင်ဝုန်းကနဲ့ထပ်မံတူးထောက်ချလိုက်ပါတော့တယ်ကျွန်တော်လည်းခန္ဓာကိုယ်ကိုအသားအရငုံလိုက်ရင်ကျွန်တော်ရဲ့နှက်မောင်လာတဲ့မျက်ဝန်းအစုံထဲမှာတော့ရင်းရဲ့ပြိုလဲပျက်စီးနေတဲ့ပုံရိပ်ကြီးကထင်ဟပ်လို့နေခဲ့တာပေါ့ကျွန်တော်ရဲ့နှက်ခမ်းတွေကတိတ်တဆိတ်လှုပ်ရှားသွားခဲ့ပြီးကိုယ်ပိုင်အစီအစဉ်တွေကိုတေချာရှင်းပြလိုက်ပါတော့တယ်ကျွန်တော်ရဲ့လေတံကတကယ်ကိုနူးညံ့ငြင်းညံ့နေခဲ့ပေမဲ့အစီအစဉ်ကိုကြားလိုက်ရတဲ့ဒေးဗစ်ရဲ့သူငယ်အိမ်တွေကတော့အစွမ်းကုန်ကျုံဝင်သွားခဲ့ရပြီဗျာပထမဆုံးစက္ကန့်ပိုင်းမှာတော့ဒေးဗစ်ဟာခေါင်းကိုယူသွတ်မတက်ခါရမ်းနေခဲ့မိတာပါ
ဘာဖြစ်လို့လဲဆိုတော့ဒီအစီအစဉ်ကတကယ်ကိုအတိတ်ပဲမရှိတော့အောင်ကိုထူးဆန်းအံ့ဩစရာကောင်းလွန်းနေတယ်လို့အနေနဲ့လည်းအစမတန်ကြီးမားလွန်းနေခဲ့တာကြောင့်ဖြစ်ပါတယ်ဒါပေမဲ့ရင်းရဲ့ကောင်းခါရမှုတွေဟာတဖြည်းဖြည်းနဲ့ရပ်တန့်သွားခဲ့ပါပြီဘာဖြစ်လို့လဲဆိုတော့ရင်းရဲ့ရင်ဘတ်ထဲမှာတဟုံဟုံတောက်လောင်လာခဲ့တဲ့တောမီပမာမျောလင်းချက်တွေကစိုးရိမ်ပူပန်မှုနဲ့တန်တရားစိတ်တွေအားလုံးကိုလုံးဝချေမှုန်းဖျက်ဆီးပစ်လိုက်လို့ပါပဲလောင်းကြီးထက်ရမယ်ဘာဖြစ်လို့မလောင်းရမှာလဲအခုချိန်မှာဒါဟာတခုတည်းသောထွက်ပေါက်ပဲမဟုတ်ဘူးလားလူနာခန်းအတွင်းထဲကိုပြန်လည်ရောက်ရှိလာခဲ့ကြတဲ့အချိန်မှာတော့ဒေးဗစ်ဟာဇနီးဖြစ်သူရဲ့နာနာကိုကပ်ပြီးအဲ့ဒီလိုဝက်အစီအစဉ်ကိုတိုးညင်းတဲ့လေတံနဲ့ပြန်လည်ချပြလိုက်ပါတော့တယ်ဇနီးဖြစ်သူဟယ်လင်ရဲ့မျက်နှာတစ်ခုလုံးလဲထိတ်လန့်တုန်လှုပ်လုံးလို့ချက်ချင်းဆိုသလိုတွေးဆုပ်ဖြူရောသွားခဲ့ရပြီးသူမဟာမိမိရဲ့ခင်မုန်းဖြစ်သူကိုတကယ့်ကိုမယုံကြည်နိုင်လောက်တဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်နေမိရှာတာပါဒါပေမဲ့သူမရဲ့ရင်ဘတ်ထဲမှာအစွမ်းကုန်ကြောက်ရွံ့ထိတ်လန့်မှုတွေရှိနေခဲ့ပေမဲ့လည်းသမီးဖြစ်သူမှာအချိန်ဘလောက်အထိနေပါစွာကြံရှိတော့လဲဆိုတာကိုတတိယလိုက်မိတဲ့အခါမှာတော့ပြီးတော့ခင်မုန်းဖြစ်သူရဲ့မျက်ဝန်းထဲကပြတ်သားလာတဲ့မျောလင်းချက်မိတောက်တွေကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့ဟယ်လင်အနေနဲ့ယုံကြည်ဖို့ကိုပဲရွေးချယ်လိုက်ပါတော့တယ်သူမဟာလူနာကတင်ပေါ်မှာရှိတဲ့သမီးငယ်လေးစီကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ရင်တုန်ခါနေတဲ့လေတံကြီးနဲ့စကားကိုစတင်ပြီးတော့ပြောလိုက်ပါတော့တယ်သမီးလေးစတယ်လားဒီဦးမှာသမီးရဲ့ယောဂကိုပျောက်ကင်းစေမဲ့ထူးဆန်းတဲ့ဆေးစွမ်းကောင်းတစ်ခွက်ရှိတယ်ဒါပေမဲ့ဒီဆေးကိုတောက်လိုက်ရင်ခန္ဓာကိုယ်ထဲကနည်းနည်းလေးနာကျင်ခံရခက်လိမ့်မယ်သမီးလေးကောကြောက်လားဟင်သမီးငယ်လေးစတယ်လားဟာအလွန်အမင်းအားနဲ့နေရှာပေမဲ့လည်းဘာမှတိုးဆုပ်မနေပဲခေါင်းကိုဖြည်းဖြည်းလေးခါရမ်းပြရှာပါတယ်သမီးကနာကျင်ရမှာတွေကိုလုံးဝမကြောက်ပါဘူးဖေဖေရဲ့ဖေဖေနဲ့မေမေတို့ရဲ့ဘေးနားမှာပဲသမီးအတူတူဆက်ပြီးနေထိုင်သွားနိုင်မယ်ဆိုရင်သမီးပါမဆိုအောက်ခံနိုင်ပါတယ်ပြီးတော့တကယ်လို့ဒီဆေးကအာနိသင်မရှိလို့သမီးနေမကောင်းဖြစ်ကြံခဲ့ရင်တော့မှကျေးဇူးပြုပြီးအဲ့ဒီဦးကိုစိတ်မဆိုးပါနဲ့နော်ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ဒေးဗစ်တယောက်သမီးဖြစ်သူကိုသူ့ရဲ့မျက်ရည်တွေကိုမမြင်စေချင်တာကြောင့်မျက်နှာကိုတခြားဘက်စီကိုအမြန်ဆုံးလွှဲပြောင်းသွားခဲ့ရရှာပါတယ်ကျွန်တော်လည်းဘာစကားမှထပ်မပြောတော့ပဲကိုပိုင်အိတ်ကက်ထဲကိုလက်လန်းလိုက်ပြီးဖြောတော့အစိမ်းရောင်လင်းတန်းတွေထွက်ပေါ်နေတဲ့တန့်စင်ထားတဲ့မူလသွေးပလင်းကိုဓာတ်ရိုက်ပဲထုတ်ယူလိုက်ပါတော့တယ်ဟယ်လင်ဟာတုံရင်နေတဲ့လက်စုံနဲ့အဲ့ဒီသွေးပလင်းကိုလှမ်းပြီးယူလိုက်တယ်ပလင်းဖုံးကိုဖွင့်လိုက်တဲ့ဒုတိယမြောက်စက္ကန့်မှာတင်ပဲတကယ်ကိုအတိုင်းစားမရှိကြီးမားလာတဲ့ရှင်တန်ချင်းတက်ဆောင်အားအင်တွေကလူနာခန်းတစ်ခုလုံးမှာပြည့်နှက်သွားခဲ့ရပါပြီဒီအရှိန်အဝါကြောင့်မိဘနှစ်ပါးရဲ့မျက်နှာပေါ်ကပင်ပန်းနွမ်းနယ်မှုတွေတောင်မှရုပ်ကြီးဆိုသလိုတက်တာလျော့ပါသွားခဲ့ရတယ်နတ်ဆေးဒါဟာတေချာပေါက်ကဘာဦးကနတ်ဆေးတစ်ခုပဲဖြစ်ရမယ်ဟယ်လင်ရဲ့ရင်ဘတ်ထဲမှာမျောလင်းချက်တွေအပြည့်အဝနေရာယူသွားခဲ့ပါပြီသူမဟာသမီးဖြစ်သူရဲ့နှကန်းဝါစီကိုအဲ့ဒီသွေးပလင်းကိုတေချာဂယုတစိုက်တည်ဆောင်သွားပြီးမူလသွေးရဲ့အရေးဆက်တိုင်းကိုသမီးဖြစ်သူရဲ့ခန္ဓာကိုယ်ထဲကိုတစ်စက်မကြံစိတ်ဝင်အောင်တိုက်ကြွေးလိုက်ပါတော့တယ်ပထမဆုံးစက္ကန့်နှဲငယ်အတွင်းမှာတော့ဘာထူးခြားမှုမှရှိမနေခဲ့ပါဘူးဒါပေမဲ့အချိန်နှဲငယ်ကြာမြင့်ပြီးတဲ့နောက်မှာတော့ဂရင်ဘေးကနှလုံးခုန်လုံးတိုင်းဆက်ကြီးဟာအချက်ပေးတံတွေစူညံစွာထွက်ပေါ်လာပြီးဆက်ရဲ့တက်မှတ်ချက်ကန့်သက်ချက်ဘားတွေအလုံးလုံးဝကမောက်ကမဖြစ်ပြီးအမြင့်ဆုံးအထိထိုးတက်သွားခဲ့ပါတော့တယ်အပြင်ကဆရာဝန်ကြီးကဒါကိုသတိပြုမိပြီးအခန်းထဲကိုအသေးအတန်ပြေးဝင်ဖို့ကြိုးစားပေမဲ့စိတ်မကောင်းစွာနဲ့ပဲအခန်းတကားကြီးကအတွင်းကနေတေချာချက်ထိုးပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်စက္ကန့်ပိုင်းအလိုမှတင်တကယ်အံ့ဖွယ်ဖြစ်ရကြီးတစ်ခုကဖြစ်ပွားသွားခဲ့ရပြန်ပြီဗျာအစောပိုင်းကပယံပရာဖြစ်နေတဲ့ကျမ်းမာရေးတက်မှတ်ချက်လက္ခဏာတွေအားလုံးဟာရုပ်ချီးဆိုသလိုပုံမှန်အခြေအနေစီကိုပြန်လည်ရောက်ရှိသွားခဲ့ရုံတင်မကပဲသမီးငယ်လေးစတယ်လာရဲ့တွေးဆုပ်ဖြူရောနေတဲ့ပပြင်းတစ်ဖက်စလုံးမှာလည်းတောက်ပလာတဲ့တွေးရောင်တွေကအလိုလိုနေရင်းပြန်လည်ဝင်းလက်လို့လာခဲ့ပါပြီဒေးဗစ်ရဲ့လေတံတွေဟာတုန်ခါနေခဲ့ပြီးအတန်တွေပါကွဲအပ်လို့သွားခဲ့ရရှာတယ်သမီးလေးစတယ်လားသမီးအခုဘလို့နေသေးလဲဟင်သမီးငယ်လေးဟာသူမရဲ့မျက်ဝန်းအစုံကိုဖြည်းဖြည်းချင်းလှမ်းဖွင့်လိုက်ပြီးသမီးတကယ်ကိုနေလို့ကောင်းပါတယ်ဖေဖေရဲ့ဒါပေမဲ့နည်းနည်းလေးပဲဖြစ်နေလို့ဒီစကားကြောင့်မိဘနှစ်ပါးရဲ့ရင်ဘတ်ကြီးကထပ်မံပြီးတော့တုံလုံးချောက်ချသွားခဲ့ရပြန်တယ်ဒါပေမဲ့သမီးငယ်လေးစတယ်လာကတော့မျက်နှာလေးမှာအပြုံးဖြော့ဖြော့လေးတစ်ခုဆင်းမြန်းလိုက်ရင်းနဲ့စကားကိုဆက်ပြောရှာပါတယ်သမီးဘိုင်းနည်းနည်းလေးစနေလို့ပါဖေဖေအဲ့ဒီစကားလုံးလေးကိုကြားလိုက်ရတဲ့အချိန်မှာတော့ဒေးဗစ်နဲ့ဟယ်လင်တို့ရဲ့ရင်ဘတ်ထဲမှာကာလာရှီကြာစွာဖိနှိပ်ထားခဲ့တဲ့ကြီးမားလာတဲ့ကြောက်ဆောင်ကြီးတစ်ခုကနောက်ဆုံးမှာတော့ဝုန်းကနဲ့ပြိုကျပြောက်ကွယ်သွားခဲ့ရပါတော့တယ်သူတို့ရဲ့မျက်ရည်ဆက်တွေဟာလည်းထိန်းချုပ်လို့မရနိုင်လောက်အောင်ကိုတွင်စီးကြလို့လာခဲ့ရပြီးမျောလင်းချက်တွေရှိလာခဲ့ပြီဗျာသူတို့ရဲ့သမီးလေးဟာတေမင်းရဲ့တကားဝရှိကနေတကယ်ကိုအောင်မြင်စွာပြန်လည်ရုံထွက်နိုင်ခဲ့တာမဟုတ်ဘူးလားတကယ်နတ်ဖျားတစ်ပါးရဲ့တွေးတဆက်ကြောင့်တေမင်းကိုယ်တိုင်တောင်မှလမ်းလွဲပြီးရှောင်ကွင်းသွားခဲ့ရတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာတင်လူနာခန်းရဲ့တကားကြီးကိုတော့အပြင်ကဒေါက်တာချန်ကအရန်တော့အပိုတစ်ခုကိုအသုံးပြုပြီးကြောက်ကနေအားနဲ့ဖွင့်လှစ်လိုက်ပါတော့တယ်သူကတော့စီကန်းဖောက်ဖြတ်တဲ့မိဘနှစ်ပါးကိုအစွမ်းကုန်အော်ဟစ်ပောက်ကွဲဖို့ပြင်လိုက်ပေမဲ့အတွင်းထဲကမြင်ကွင်းကိုမြင်လိုက်ရတဲ့တပြိုင်နက်ထဲမှာတင်အခင်းဖြစ်ပွားရာနေရာမှာတင်လုံးဝဆွန့်ပြီးမှင်တက်တောင့်တင်းသွားခဲ့ရပါတော့တယ်သမီးငယ်လေးရဲ့အသားရည်အမူအရာတွေကတိတိတတ်တာကိုနှွေးထွေးတောက်ပနေခဲ့ပြီဖြစ်တယ်လို့ပတ်ဝန်းကျင်ကစက်ပစ္စည်းအလုံးကလည်းလုံးဝအုပ်တုံပုံမှန်ပြသချက်ကိန်းကနန်းတွေကိုပဲညွှန်ပြနေခဲ့တာဖြစ်ပါတယ်ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့ဆရာဝန်ကြီးရဲ့မေယိုကြီးကမြေပြင်ပေါ်ပြုတ်ကျမတက်ကိုအံ့ဩမြင်တက်သွားခဲ့ရတာပေါ့ကျွန်တော်လည်းဒီအခြေအနေကိုကြည့်ရင်ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းလှည့်လိုက်ပြီးတည်ငြိမ်အေးဆက်တဲ့လေတံနဲ့ပဲပြောလိုက်ပါတော့တယ်ဒေါက်တာချန်အော်ဟစ်ဆူညံပြီးပြဿနာတွေရှာမနေပါနဲ့တော့ကျွန်တော်သူမရဲ့ခန္ဓာကိုယ်ထဲကိုလှုပ်ဝက်ဆန်းကျဲတဲ့ရစ်ပလင်စုလက်ပစ္စည်းတစ်ခုအသုံးပြုပြီးကုသပေးလိုက်တာပါဒါကြောင့်ဒီအကြောင်းအရာကိုအပြင်ကိုလုံးဝမပေါက်ကြားစေချင်ဘူးအကယ်၍ပေါက်ကြားသွားရင်တော့တေချာပေါက်မလိုအပ်တဲ့ပြဿနာကြီးတွေရောက်လာလိမ့်မယ်ဆရာဝန်ကြီးဟာကြောက်လန့်တုန်လှုပ်မှုတွေကြားထဲကနေအသိစိတ်တွေချက်ချင်းပြန်လည်ဝင်ရောက်လာခဲ့ပါတယ်သူဟာကျွန်တော်ရဲ့စကားလုံးတွေထဲမှာပါဝင်နေတဲ့အသက်အန္တရာယ်ပေးနိုင်တဲ့ချိန်ချောက်မှုအရှိန်အဝါတွေကိုကောင်းကောင်းကြီးနားလည်သဘောပေါက်သွားခဲ့တာဖြစ်ရပါမယ်ဒါပေမဲ့သူဘလို့မှမထင်မှတ်ထားခဲ့တာကတော့ဒီလိုမျိုးရစ်ပလင်တွေကျဆင်းလာခဲ့တဲ့ခေတ်တကြီးထဲမှာတန်မိုးဖြတ်လို့မရနိုင်လောက်အောင်အဖိုးတန်လာတဲ့ကမ္ဘာရတနာထိတ်တန်းပစ္စည်းတစ်ခုကိုတာမန်သမီးငယ်လေးတစ်ယောက်ရဲ့အသက်ကိုကယ်တင်ဖို့အတွက်ဒီလောက်အထိလွယ်လွယ်ကူကူအသုံးပြုဖို့နဲ့သူရှိနေလိမ့်မယ်ဆိုတာပါပဲဒီလိုမျိုးပစ္စည်းတွေကိုပိုင်ဆိုင်ထားပြီးစိတ်ကြိုက်အသုံးချနိုင်တဲ့သူဆိုတာရင်းရဲ့နောက်ွယ်ကနောက်ခံအင်အားကတေချာပေါက်၆ချားဖွယ်ရာကောင်းလွန်းလာမှာပါ
မိမိလိုဆရာဝန်တယောက်ကိုဖျက်ဆီးပစ်ဖို့ဆိုတာလမ်းဘေးကပရွက်စိတ်တစ်ကောင်ကိုနင်းချပစ်တာထက်တောင်အစမတန်လွယ်ကူနေအောင်မှမဟုတ်ဘူးလားဒေါက်တာချန်လည်းအခြေအနေမှန်ကိုချက်ချင်းသဘောပေါက်သွားခဲ့ပြီးကျွန်တော်နောက်ဆက်တွဲကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ဖို့အတွက်အမြန်ဆုံးတွားရောက်ပြင်ဆင်လိုက်ပါမယ်ဆရာကြီးကျေးဇူးပြုပြီးဘာမှစိတ်မပူပါနဲ့ကျွန်တော်ရဲ့နှက်ခမ်းတွေကိုတေချာပေါက်အပိသက်ပိတ်ဆို့ထားပါမယ်သူဟာဘာမှဆက်လက်တွန်းဆုတ်မနေတော့ဘဲခန္ဓာကိုယ်ကိုလှည့်ပြီးအခန်းထဲကနေချက်ချင်းထွက်ခွာသွားခဲ့ပါတော့တယ်ဒေါက်တာချန်ထွက်သွားခဲ့ပြီးတဲ့နောက်မှာတော့ဒေးဗစ်နဲ့သူ့ရဲ့ဇနီးဖြစ်သူတို့ဟာကျွန်တော်ရဲ့အရှိမဒူးထောက်ပြီးကျေးဇူးဆက်ဖို့ပြင်ကြပြန်ပါတယ်ကျွန်တော်ကတော့သူတို့ကိုအမြန်ဆုံးတားဆီးလိုက်ရင်တမိဖြစ်သူကိုပဲတေချာဂရုစိုက်ဖို့အတွက်ပြောလိုက်ပါတော့တယ်ဦးလေးဒေးဗစ်ကျွန်တော်အောက်ထပ်အခန်းဆောင်မှာပဲစောင့်ဆိုင်နေပါမယ်ကျွန်တော်အခန်းပြင်ကိုထွက်ခွာမဲ့လန်ခီးမှာလေရုတ်တရက်ခန္ဓာကိုယ်ကိုပြန်လဲလှည့်လိုက်ရင်လူနာကတင်ပေါ်ကတမိငယ်လေးကိုကြည့်ပြီးပြုံးလျက်နဲ့ပြောလိုက်မိသေးတာပေါ့တမိလေးစတယ်လားနောက်တစ်ခါကျရင်တော့ကျွန်တော်ကိုဦးဦးလို့လုံးဝမခေါ်ပါနဲ့အောင်တော့အဲ့ဒီလိုခေါ်ရင်ကျွန်တော်ကိုတကယ်ကိုအဖိုးကြီးတယောက်လိုမျိုးခံစားရလို့ပါဟဲကျွန်တော်လည်းမျက်နှာမှာအပြုံးတစ်ခုဆင်မြန်းလိုက်ရင်းနဲ့အခန်းထဲကနေလှည့်ထွက်လာခဲ့ပါတော့တယ်ကျွန်တော်အနေနဲ့ကိုပိုင်စီစဉ်အကျိုးမြတ်တွေအတွက်ဒေးဗစ်ကိုအသုံးချခဲ့တာမှန်ပေမဲ့တမိဖြစ်သူကိုကယ်တင်ပေးခဲ့တဲ့ကယ်ဆယ်မှုလုပ်ရအစ်စ်မှန်ကတော့တကယ်ကိုဖြူစင်ရိုးသားလာတဲ့အမှန်တရားပဲဖြစ်ပါတယ်ဆေးရုံရဲ့အပြင်ဘက်ကိုရောက်ရှိလာခဲ့တဲ့အချိန်မှာတော့ကျွန်တော်ရဲ့မျက်နှာပေါ်ကအပြုံးရိပ်တွေအားလုံးဟာရုပ်ကြီးဆိုသလိုပျောက်ကွယ်သွားခဲ့ရပါပြီကျွန်တော်ကောင်းကင်ရန်ကဘာဦးလမ်းကြောင်းစီကိုမော့ကြည့်လိုက်တဲ့အခါမှာတော့အဝေးကမိုးကုတ်ဆက်ဝိုင်းစီမှာအစောပိုင်းကထွက်ပေါ်ခဲ့တဲ့အမဲရောင်အလင်းတန်းကြီးမားလာတဲ့တိုင်ကြီးကအခုချိန်ထိကြက်ကြက်ခံမတက်ရလျက်ရှိနေစေဖြစ်တာကိုတွေ့မြင်လိုက်ရလို့ပါပဲတကယ်စီကံချက်တွေရဲ့သဘောတရားအရဆိုရင်တော့တကယ်ဇက်ကောင်အရှင်သခင်ကြီးဖြစ်တဲ့အဆောင်ရှောက်ကုတ်ကိုပင်မိစ္ဆာကြီးတေဆုံးသွားခဲ့ပြီဖြစ်တာကြောင့်ဒီလိုထူးဆန်းလာတဲ့မဟူရာအလင်းတန်းဖြစ်စဉ်ကြီးဟာတဖြည်းဖြည်းနဲ့မိမ့်မိန်ပျောက်ကွယ်သွားရမှာမဟုတ်ဘူးလားဒါဆိုရင်အခုချိန်ထိဘာဖြစ်လို့အဲ့ဒီအမဲရောင်တိုင်ကြီးကပျောက်ကွယ်မသွားပဲကောင်းကင်မှာရှိနေသေးတာလဲဒါဟာအခြားတစ်ဖက်မှာပုံမိုကြီးမားလာတဲ့ကပ်ပေးဆိုးကြီးတစ်ခုခုထပ်မံဖြစ်ပွားနေတာမျိုးလားဒါမှမဟုတ်နောက်ွယ်မှာဘယ်သူမှမသိရှိနိုင်သေးတဲ့တခြားလျှို့ဝှက်ချက်အကွက်အသစ်တစ်ခုခုရှိနေသေးတာများလားကျွန်တော်လည်းဖိုရန်စာမျက်နှာတွေကိုတရိပ်ရိပ်နဲ့ဆက်လက်ပုတ်ကြည့်နေမိရင်ရင်ထဲမှာတဖြည်းဖြည်းနဲ့ပုံမိုတင်းကျပ်လာတယ်လို့ခံစားလိုက်ရပါတယ်အဲ့ဒီနောက်မဟူရာအလင်းတန်းဆိုတဲ့ရှာဖွေမှုစာသားကိုပြင်းပြင်းထန်ထန်ပဲနှိပ်ပြီးအသေးစိတ်ဝင်ရောက်ကြည့်ရှုလိုက်ပါတော့တယ်ရေတွက်လို့မရနိုင်တော့အောင်များပြားလာတဲ့သတင်းအချက်လက်မြောက်များစွာဟာဖုံးစခင်မျက်နှာပြင်ပေါ်ကိုတဟုန်ထိုးရှန်ကျလာခဲ့ပါပြီအဲ့ဒီထဲကအများစုကတော့ရပူဇုံမှုမအောင်မြင်လို့ဖြစ်ပွားခဲ့တဲ့ကိစ္စရပ်တွေတသက်ပါပဲဒါပေမဲ့ကျွန်တော်ကတော့လက်ချောင်းတွေကိုအရှိန်မြင့်တင်ပြီးအမြန်ဆုံးပို့ဆွဲလိုက်ရင်အားလုံးထဲကနေတကယ့်ကိုထူးထူးခြားခြားထွက်ပေါ်နေတဲ့ post တစ်ခုစီကိုပဲအကြည့်တွေကိုကွက်တိကျရောက်စေလိုက်ပါတော့တယ်မြို့ပြရဲ့ coordinate လမ်းကြောင်းတွေနဲ့ချိတ်ဆက်နေတဲ့တောနက်တောင်ကုန်းတွေရဲ့အနက်ရှိုင်းဆုံးနေရာမှာကြီးမားထွားကျိုင်းလာတဲ့မဟူရာအလင်းတန်းတိုင်ကြီးကအခုချိန်ထိကောင်းကင်မှာရက်တန့်တည်ရှိနေစေဖြစ်သည်အဲ့ဒီအမဲရောင်လင်းတန်းကကောင်းကင်ရန်ကြီးတစ်ခုလုံးကိုကြီးမားလာတဲ့အပေါက်ကြီးတစ်ခုဖြစ်အောင်စုပ်ဖြဲဖျက်ဆီးပစ်လိုက်ပြီးဖြစ်တာကြောင့်လက်ရှိမှာတော့အစိုးရအာဏာပိုင်တွေကအရေးပေါ်အစင်းမြင့်လုံခြုံရေးပိတ်ဆို့မှုတွေကိုချက်ချင်းထုတ်ပြန်ကြေညာလိုက်ရပါပြီဒီပြဿနာကိုစတင်ဖန်တီးခဲ့တဲ့အဓိကတရားခံအနေနဲ့ဒီလိုမျိုးမဟူရာအလင်းတန်းတိုင်ကြီးတွေကဘာကိုဆိုလိုလဲဆိုတာကိုကျွန်တော်ကောင်းကောင်းကြီးနားလည်သဘောပေါက်ပါတယ်ကျွန်တော်ဟာအသွင်ပြောင်းလဲသွားတဲ့သေးငယ်တဲ့ရစ်ပလင်နှလုံးသားတစ်ခုကိုအောင်မြင်စွာခြေမုံတက်ဖြတ်နိုင်ခဲ့တဲ့ပထမဆုံးသောလူသားတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့တေချာပေါက်အားလုံးထဲမှာတစ်ယောက်တည်းတော့မဟုတ်တာအသေးချာပါပဲဒီကမ္ဘာလောကကြီးရဲ့အခြားတစ်ဖက်မှာကျွန်တော်ထင်မှတ်ထားခဲ့တာထက်အစမတန်ကိုပုံမများပြားလာတဲ့ထိပ်တန်းအဆင့်ရှိတဲ့ကပ်ပေးတော်ဝါတွေကိုအလွယ်တကူကင်တွယ်ဖြည့်ရှင်းနိုင်စွမ်းရှိတဲ့လှုပ်ဝက်အင်အားစုတွေစွမ်းအားရှင်တွေရှိနေနိုင်ပါသေးတယ်အဲ့ဒီအချိန်မှာပဲဒေးဗစ်တယောက်ကတော့ဆေးရုံရဲ့တကားဝပြင်မစီကိုရှောက်လန်းထွက်ခွာလာခဲ့ပါပြီသူဟာလူအုပ်ကြီးရဲ့ကြားထဲကနေတဆင့်ခြေလမ်းမှန်မှန်နဲ့ရှောက်လန်းနေခဲ့ပေမဲ့ရင်းရဲ့ခြေလမ်းတိုင်းကတော့တကယ်ကိုတည်ငြိမ်ပြတ်သားပြီးခိုင်မာလွန်းလာပါတယ်ရင်းရဲ့ကြောပြင်ကြီးကလည်းအရင်လိုမျိုးမျောလင်းချက်မဲ့စွာနဲ့ကိုင်းညွတ်မနေတော့ပါဘူးမျက်နှာပေါ်မှာတော့ငိုယိုခဲ့ပူတဲ့မျက်ရည်စက်အရေးရောင်အချို့ကကြံရစ်နေစေဖြစ်တယ်လို့မျက်ဝန်းအစုံကလည်းနီမြန်းပြီးဖူးယောင်နေစေဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီမျက်ဝန်းတွေရဲ့အတွင်းထဲမှာတော့ကြာရှုံးခြင်းနဲ့စိတ်တက်ကြခြင်းဆိုတဲ့အငွေ့သက်မျိုးလုံးဝရှိမနေတော့ပါဘူးကျွန်တော်တင်းရဲ့အရှိန်ဝါကိုလှမ်းပြီးခန်းစားမိလိုက်တာကြောင့်ခန္ဓာကိုယ်ကိုလှည့်ပြီးကြည့်လိုက်မိတယ်ဒီအမျိုးသားကြီးဟာမိမိရဲ့အမောင်ထုကဘာကြီးတဲကနေတဆင့်ကျွန်တော်ကိုယ်တိုင်ငါရဲ့လက်နဲ့ဖန်တီးပေးလိုက်တဲ့ဘဝတစ်ခုစီကိုခြေလန်းတလန်းချင်းစီနဲ့အောင်မြင်စွာရှောက်လန်းထွက်ခွာလာနိုင်ခဲ့ပြီဖြစ်ပါတယ်နောက်ဆုံးမှာတော့ဒေးဗစ်ဟာကျွန်တော်ရဲ့အရှိတက်မှာခြေလန်းတွေကိုရက်တက်လိုက်ပါတော့တယ်ကျွန်တော်တို့ရဲ့ဘေးပတ်လည်မှာရှိနေတဲ့စူညံတန်အားလုံးဟာလည်းရုပ်ကြီးဆိုသလိုလုံးဝတိတ်ဆိတ်ခြောက်ကပ်သွားခဲ့ရပြီးသူဟာသူ့ရဲ့လက်ကိုရှေ့ကိုဖြည်းဖြည်းချင်းဆန့်ထုတ်လိုက်ပါတယ်ကျွန်တော်လည်းမျက်နှာမှာအပြုံးတစ်ခုဆင်မြန်းလိုက်ရင်းနဲ့ပဲပြင်းရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ပြန်လဲဆွဲနှုတ်ဆက်လိုက်ပါတော့တယ်အခုချိန်မှာတော့ဘာစကလုံးမှအပူပြောနေဖို့မလိုအပ်ပဲတယောက်နဲ့တယောက်အရာအားလုံးကိုရင်ထဲကနေအပြည့်အဝနားလဲသဘောပေါက်သွားခဲ့ကြပါပြီမိနစ်အနည်းငယ်ကြာမြင့်ပြီးတဲ့နောက်မှာတော့ကျွန်တော်ဟာဒေးဗစ်ရဲ့အိမ်ထဲကဟောင်းနှွှမ်းဆွေးမြင့်နေတဲ့ဆိုဖာဦးကြီးပေါ်မှာထိုင်နေမိရင်တင်းလိုက်လံဆူဆောင်းပေးထားတဲ့မိခိုးရောင်တာမန်ရစ်ပလင်စုလက်ပစ္စည်းအကောင်ရေးဆက်ခုနှစ်ခုကိုတေချာလမ်းပြီးကြည့်ရှုနေမိတယ်ကျွန်တော်ကိုယ်ပိုင်အမှန်တရားရဲ့မျက်ဝန်းစွမ်းရည်ကိုအသက်သွင်းပြီးအမြန်ဆုံးစစ်ဆေးလိုက်တဲ့အခါမှာတော့ပစ္စည်းအလုံးဟာတကယ့်ကိုအတူရောင်မပါတဲ့အစစ်အမှန်တွေဖြစ်နေခဲ့တာပါတကယ့်ကိုအလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲဒီတစ်ချိန်မှာတော့ကျွန်တော်ဟာဒေးဗစ်ရဲ့မျက်စိရှိမှောက်မှာတင်ပဲကိုယ်ပိုင်လက်မောင်းကိုလေထဲမှာအตาရဝေဝဲလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့စပွဲပေါ်မှာပုံကျနေတဲ့အဖိုးတန်ပစ္စည်းပုံကြီးတစ်ခုလုံးဟာဘာအရေးရောင်မှမကြံရစ်တော့ပဲဟာလာပြင်းဟင်းလင်းပြင်းတဲ့ကိုဝန်းကနဲ့အလိုလိုနေရင်ပျောက်ကွယ်သွားခဲ့ပါတော့တယ်တကယ်ကိုထူးဆန်းလာတဲ့အံ့ဖွယ်ဖြစ်ရကြီးတစ်ခုပါပဲဒေးဗစ်ရဲ့သူငယ်အိမ်တွေကတော့အစွမ်းကုန်ကျုံဝင်သွားခဲ့ရပြီးစိတ်ဝိညာဉ်တစ်ခုလုံးပြင်းထန်စွာတုန်လှုပ်ခြောက်ခြားသွားခဲ့ရရှာပါတယ်ကျွန်တော်လည်းပြင်းရဲ့တုံ့ပြန်မှုအမူအရာတွေကိုတေချာကြည့်ရှုမှတ်တမ်းတင်လိုက်တာပေါ့ဦးလေးဒေးဗစ်ရဲ့တစ္ဆာဆောင်တိမှုကတော့အခုချိန်မှာလုံးဝတေချာပေါက်ပိတ်ဆို့ချုပ်ကင်ပြီးသားဖြစ်သွားခဲ့ပါပြီဒါပေမဲ့ကျေးဇူးတည်တတ်တဲ့စိတ်တစ်ခုလေးတင်မကပဲရင်းအနေနဲ့ကျွန်တော်ရဲ့အနက်ရှိုင်းဆုံးသောလှုပ်ဝက်ချက်စွမ်းရည်တွေရဲ့အောက်ခြေအဆင့်ကိုဘယ်တော့မှလှမ်းပြီးမမြင်တွေ့နိုင်အောင်စွမ်းအားတွေကိုပြသထားဖို့လိုအပ်ပါသေးတယ်သူဟာကျွန်တော်ရဲ့ဘေးနားမှာရှိနေတဲ့၍တောက်ပလာတဲ့အနာဂတ်အသစ်တစ်ခုအမြဲတမ်းရှိနေလိမ့်မယ်ဆိုတာကိုသိရှိနေရပါမယ်အဲ့ဒီအပြင်
မိမိအနေနဲ့ပစ္စည်းတွေကိုလိုက်လံသိမ်းဆည်းပေးမဲ့ကမ္ဘာအယောင်းအဝယ်ကွန်ရက်ကြီးတစ်ခုရဲ့အရှင်သခင်ဖြစ်လာဖို့ပြင်ဆင်နေတာဖြစ်လို့ဒီလိုမျိုးလက်ကွက်တွေကိုရင်းရဲ့မျက်စိရှိမှဖုံးကွယ်ထားဖို့ကတကယ်ကိုမလွယ်ကူလာတဲ့အရာပါဒါကြောင့်ကျွန်တော်လည်းအိတ်ထဲကနေနောက်ထပ်ရက်ပလင်အစအနာပစ္စည်းတစ်ခုကိုထပ်မံထုတ်ယူလိုက်ပြီးရင်းရဲ့လက်ထဲကိုအသားအရလှမ်းပြီးပြပေးလိုက်ပါတော့တယ်ဒီပစ္စည်းကိုကျွန်တော်အစောပိုင်းကပြောခဲ့ပူတဲ့အတိုင်းပဲအမဲရောင်အရေးအဖွဲ့အစည်းစီကိုတည်ဆောင်သွားပြီးသူတို့ရဲ့အတွင်းပိုင်းထဲအထိရောက်ရှိအောင်ဝင်ရောက်လိုက်စမ်းပါလက်ခီးမှာအစွမ်းကုန်တေချာဂရုစိုက်ပါဦးလေဒေးဗစ်ကတော့တီဂျီလေးနဲ့တဲ့မျက်နှာထားနဲ့ပဲပြန်လည်ပြောကြားလိုက်ပါတယ်ဘာမှစိတ်မပူပါနဲ့တထေးလေးတကယ်စီးပွားရေးလောကရဲ့အတွေးခေါ်သဘောတရားအရဆိုရင်တော့ဒါဟာတကယ်ကိုစွန့်ဦးတီထွင်ယင်းနှိမ့်မြုံနှံမှုကြီးတစ်ခုပါပဲကျွန်တော်ကတထေးပေါ်မှာလောင်းကြီးထပ်ပြီးယင်းနှိမ့်မြုံနှံခဲ့တာဖြစ်တာကြောင့်ကျွန်တော်ဘက်ကလည်းဘယ်တော့မှဆုံးရှုံးမှုတွေဖြစ်ပေါ်လာအောင်အဖြစ်ခံမှာမဟုတ်ပါဘူးကျွန်တော်လည်းကျေနပ်အားရစွာနဲ့ခေါင်းကိုအตาအရာညှိလိုက်မိပြီးဘာစကားမှထပ်မံပြောဆိုမနေတော့ပါဘူးဒါဟာကျွန်တော်အမှန်တကယ်လူလားတောင်းတနေခဲ့တဲ့အခြေအနေကွက်တိပါပဲတကယ်ကိုကောင်းမွန်စွာတွန်းလှုပ်ထားတဲ့ထက်မြက်လာတဲ့ဓာတ်သွားတစ်စင်းဆိုတာမိမိကိုယ်ပိုင်ထက်မြက်လာတဲ့အစွန်အဖျားအရှိန်ဝါတွေရှိနေရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့လက်အောက်မှာရှိနေတဲ့လူတွေဆိုတာလေတေချာပေါက်ဒီလိုမျိုးအရေးချင်းရှိတဲ့ထိပ်သီးလူသားတွေပဲဖြစ်နေရမှာပေါ့အရာအလုံးကိုတေချာအကွက်ကြကြစီစဉ်ပြီးသွားခဲ့တဲ့အချိန်မှာတော့အပြင်ဘက်ကောင်းကင်ရန်ကြီးတစ်ခုလုံးဟာမှောင်မိုက်လို့သွားခဲ့ပါပြီကျွန်တော်လည်းဒေးဗစ်နဲ့ဟယ်လင်တို့ဇနီးမောင်နှံရဲ့ညစာအတူတူစားဖို့ကန့်လန့်ချက်ဖိတ်ခေါ်မှုတွေကိုအตาရညင်းပယ်လိုက်ရင်းနဲ့အဲ့ဒီဟောင်းနှမ်းလာတဲ့တိုက်ခန်းအိုကြီးတဲကနေတဆင့်တယောက်တည်းအထီးကျန်စွာထွက်ခွာလာခဲ့ပါတော့တယ်ကျွန်တော်လမ်းမရဲ့ထောင်ချိုးတစ်ခုစီကိုဖျက်ကျော်လိုက်တဲ့အချိန်မှတင်ပဲလေထုထဲမှာပြက်လွင့်လို့နေတဲ့တကယ်ကိုမွေးကြိုင်လာတဲ့မုတ်ဖုတ်စီနန်းတွေကြောင့်အလိုလိုနေရင်ခြေလမ်းတွေရုပ်ချီးတုံခါနဲ့ရက်တန့်သွားခဲ့ရတယ်အဲ့ဒါကတော့အသစ်ဆက်ဆက်ဖုတ်ထားတဲ့လက်မုတ်မမွေးလေးတွေရဲ့အနက်မှာပဲကျွန်တော်ကောင်းကင်ရန်စီကိုမောကြည့်လိုက်တဲ့အခါမှာတော့တောက်ပတာရလွန်လာတဲ့လက်ပြဝင်းကြီးကိုရှင်းလင်းစွာမြင်တွေ့လိုက်ရပြီးမနှက်ဖြန်ဆိုရင်ပဲကျွန်တော်တို့လူမျိုးတွေရဲ့အကြီးမားဆုံးသောမိသားစုပြန်လည်ဆုံစည်းရာနေထူးနေမြတ်ကြီးဖြစ်တဲ့တစောင်းတိုင်ပွဲတော်ရက်မြတ်ကြီးရောက်ရှိတော့မှာပါလားဆိုတာကိုနောက်ဆုံးမှာတော့သတိပြုမိလိုက်ပါတော့တယ်အန်တီကြီးကျွန်တော်ကိုလက်မုတ်အနှဲငယ်လောက်တေချာဘူးလဲထည့်ပြီးပေးပါဦးဗျာအဲ့ဒီအစစ်အဆန်၅မျိုးပါတဲ့လက်မုတ်ကလွယ်လို့ကြံတဲ့ဘယ်ရတာမဆိုကျွန်တော်အားလုံးယူပါမယ်ကျွန်တော်လည်းအဖိုးတန်လက်မုတ်ဘူးတွေကိုကင်ဆောင်ထားရင်းနဲ့မှောင်မိုက်နေတဲ့ညစ်နဲ့တကောင်ရဲ့လမ်းမတွေပေါ်မှာရှောက်လန်းနေမိတာပေါ့အဲ့ဒီနောက်ဖူးကိုလှမ်းဖွင့်လိုက်ပြီးအတွင်းထဲကဘဲဥငံနှစ်နဲ့ကြာစီအနှစ်ပါဝင်တဲ့လက်မုတ်တစ်လုံးကိုအားရပါရအားကုန်သုံးပြီးတစ်ချက်ကိုက်ဝါးလိုက်မိပါတယ်နှက်ခမ်းထဲမှာစိတ်ဝင်သွားတဲ့ရိုးရာအရသာဟောင်းကြီးကြောင့်အလိုလိုနေရင်ရင်ထဲမှာလွမ်းဆွတ်တန်းတမှုတွေနဲ့အတူမျက်ဝန်းအစုံမှာမျက်ရည်ဆက်တွေပါဝေဝါးလို့လာခဲ့ရတယ်ဗျာဒါပေမဲ့အဲ့ဒီနောက်ဒုတိယမြောက်စက္ကန့်မှာတင်ပဲကျွန်တော်ရဲ့မျက်နှာပေါ်ကလွမ်းဆွတ်မှုအပြုံးရိပ်တွေအားလုံးဟာရုပ်ချီးဆိုသလိုလုံးဝခဲတောင်တင်းသွားခဲ့ရပါတော့တယ်စောင်းဦးပွဲတော်ရဲ့အခမ်းအနားဇက်တိုက်လေ့ကျင့်မှုအစောပိုင်းကကြုံတွေ့ခဲ့ရတဲ့928အတင်းအဖျင်းစာတိုက်ပုံရက်ပလင်စီကရရှိခဲ့တဲ့လှုပ်ဝက်စာသားတွေကကျွန်တော်ရဲ့အုံနောက်ထဲမှာတင်ဘုံတစ်လုံးပောက်ကွဲလိုက်တယ်လို့မျိုးဝုန်းကနေရုတ်တရက်ပြန်လဲထွက်ပေါ်လာခဲ့လို့ပါပဲအဲ့ဒီအမှုပညာရှင်ကြီးများကတော့အခုချိန်မှာစိတ်ရှည်မှုတွေလုံးဝကုန်ဆုံးလို့နေပါပြီသူတို့ရဲ့နောက်ဆုံးပိတ်ဇက်တိုက်လေ့ကျင့်မှုတွေကိုပြုလုပ်နေကြတာဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီကောင်တွေပြောနေတဲ့ကမ္ဘာပြက်ကိန်းနောက်ဆုံးပိတ်ဇက်တိုက်လေ့ကျင့်မှုဆိုတာအခုလာမဲ့ရက်ပိုင်းအနေငယ်အတွင်းမှာတင်ဖြစ်ပွားတော့မဲ့ဒီဆောင်ဦးပွဲတော်ရဲ့ကြီးကိုပြောတာများလားအရာအားလုံးရဲ့နောက်ွယ်ကကြောက်မက်ဖွယ်ကောင်းလာတဲ့အမှန်တရားစင်မြင့်ကြီးကိုကျွန်တော်ကိုယ်ပိုင်မျက်ဝန်းတွေနဲ့အတူရှင်းလင်းပြသစွာရိပ်မိသဘောပေါက်သွားခဲ့ရပါတော့တယ်အဲ့ဒီအချိန်မှတင်ပဲတိုးညင်းလာတဲ့တချင်းဆိုတန်တစ်ခုကညစ်လင်းညင်းနဲ့အတူလွင့်ပါလို့စိတ်ဝင်လာခဲ့ပါတော့တယ်တချင်းရဲ့အတန်နေထားကတကယ်ကိုအလွန်အမင်းဝမ်းနည်းပူဆွေးမှုတွေနဲ့ပြည့်နှက်နေပြီးတန်စင်တွေကလည်းမှောက်မိုက်ပြီးစိတ်ပြက်စရာကောင်းလောက်အောင်လိမ့်ရှက်နေခဲ့တာပါအဲ့ဒီမှာရှိနေတာဘာတူလဲကျွန်တော်လက်ကောက်ဝတ်ကိုဖြက်ကနဲ့လှုပ်ရှားလိုက်တာနဲ့တပြိုင်နက်ဝိညာဉ်သားမြောင်ဟာလက်ဖွားထဲကိုအစင်သင့်လျှော့ချလို့ဝင်ရောက်လာခဲ့ပါပြီအေးဆက်လာတဲ့တက်ဖြတ်လို့တဲ့အရှိန်ဝါတွေနဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုကွက်တိပိတ်ဆို့ချုပ်ကင်လိုက်ပေမဲ့ထူးဆန်းတာကဘာအရေးအယောင်မှရှိမနေခဲ့ပါဘူးဒါပေမဲ့ကျွန်တော်ရဲ့ရင်ဘတ်ထဲမှာတော့အကြောင်းပြချက်မရှိတဲ့ဒေါသတရားတွေတရိပ်ရိပ်တက်လာခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအတန်ထဲမှာပါဝင်နေတဲ့အထီးကျန်ခြင်းနဲ့မျောလင်းချက်မဲ့ခြင်းဝေဒနာတွေကလက်ရှိအချိန်မှာမိဘတွေကိုလွမ်းဆွတ်တန်းတက်နေရတဲ့ကျွန်တော်ရဲ့ရင်ထဲကဗလာချင်းနေတဲ့ခံစားချက်ကြီးနဲ့တကယ်ကိုတိုက်ဆိုင်လွန်းလာတာကြောင့်ဖြစ်ပါတယ်ကျွန်တော်လည်းခန္ဓာကိုယ်အနေထားကိုလျှော့ချလိုက်ပြီးအမောင်ထုရဲ့အရေးတွေထဲမှာလုံးဝတသားတည်းဖြစ်အောင်ခြေရဖြောက်ဝင်ရောက်သွားလိုက်တယ်မိနစ်အနေငယ်ကြာမြင့်ပြီးတဲ့နောက်မှာတော့အရှိမရှိတဲ့မျက်ရိုင်းပင်မြင့်မြင့်ကြီးတွေကိုလက်နဲ့အသားရဖယ်ရှားလိုက်တဲ့အချိန်မှတင်ပဲကျွန်တော်ရဲ့တငယ်အိမ်တွေကရုပ်ချီးကျုံဝင်သွားခဲ့ရပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့အရှိတက်တက်မှာစွန့်ပစ်ထားတဲ့ဟာလာပြင်းဇက်ယုံဟောင်းကြီးတစ်ခုကခန့်ညားထဲဝါစွာရှိနေလို့ပါပဲ။ပရိသတ်ထိုင်ကုန်တွေအားလုံးကဗလာကျင်းပြီးလုံးဝစိတ်ငြိမ်နေခဲ့ပေမဲ့လေထုထဲမှာတော့မျက်စိနဲ့မမြင်ရတဲ့တစေဝိညာဉ်တွေပြည့်နေတယ်လို့မျိုးတကယ်ကိုလေးလံထိုင်းမိုင်းလို့နေခဲ့တာပါ။ပိုပြီးထူးဆန်းတာကတော့အဲ့ဒီဆက်စင်ရဲ့အပေါ်မှာလုံးဝကွဲပြားခြားနားလာတဲ့အတန်နေထား၃မျိုးကအချင်းချင်းလိမ့်ရှက်ပြီးတီဆိုညီးတွားနေကြတာပဲဖြစ်ပါတယ်။ဘယ်ဘက်အချမ်းမှာတော့တကယ်ကိုမျောလင်းချက်မဲ့နေတဲ့အမျိုးသားဆက်ဆောင်အတန်အလဲတက်တက်မှာတော့တကယ်ကိုဝမ်းနဲ့ပူဆွေးနေတဲ့အမျိုးသမီးဆက်ဆောင်အတန်ပြီးတော့ညာဘက်အချမ်းမှာတော့တဟားဟားနဲ့ယူသွမတက်လှောင်ပြုံးပြုံးနေတဲ့လူပြက်ရဲ့အတန်တို့ပဲဖြစ်ပါတယ်အမျိုးသားဆက်ဆောင်အမျိုးသမီးဆက်ဆောင်တဲ့လူပြက်အားလုံးကဇက်စင်ပေါ်မှာကွက်တိရှိနေကြတာပါကျွန်တော်လည်းဘာမှတွန်းဆုတ်မနေပဲအမှန်တရားရဲ့မျက်ဝန်းစွမ်းရည်ကိုချက်ချင်းအသက်သွင်းလိုက်ပါတော့တယ်အဲ့ဒီအခါမှာတော့ဇက်စင်ရဲ့လှည့်စားထားတဲ့ကန့်လန့်ကမျက်နှာဖုံးတွေအားလုံးကွာကျပျက်စီးသွားခဲ့ရပြီးတကယ်ထိတ်တန့်အဆင့်ရှိတဲ့ရစ်ပလင်၃ခုကရင်းတို့ရဲ့အစစ်မှန်ဆုံးပုံစံတွေကိုထုတ်ဖော်ပြသလာခဲ့ပါတော့တယ်ဘယ်ဘက်ကရစ်ပလင်ကတော့ကျိုးပဲပျက်စီးနေတဲ့လှန်ရှည်တွေချက်ဝတ်တစားအပိုင်းစားတွေနဲ့တိဆောက်ထားတာဖြစ်ပြီးခေတ်ကာလကြာမြင့်လို့တန်ချေးတွေတက်နေခဲ့တာပါ။ဒင်းဟာရစ်ပလင်မှတ်တရဆက်သွယ်ထားတဲ့ကိုအရိနိတ်နတ်ဖျားတို့ဤကန္တာဆက်ယုံမဟူရာကြားတခမ်းမှအမေးပု္ပ္ပစာငါကဘာဖြစ်လို့ရန်သူတွေကိုအသက်နဲ့လဲပြီးအစွမ်းကုန်တိုက်ခိုက်ချေမှုန်းပေးခဲ့ရတာလဲ။နောက်ဆုံးမှာတော့ဧကရစ်မင်းမြတ်ကငါ့ကိုတစ္ဆာဖောက်ဖြစ်နေဘာဖြစ်လို့တန်တရားဝင်ရတာလဲ။ဘာဖြစ်လို့တစ္ဆာရှိတဲ့စစ်သူကြီးတွေဟာအမြဲတမ်းဒီလိုမျိုးဆိုးရွားလာတဲ့ဏီကုန်းတွေနဲ့ပဲကြုံတွေ့ရတာလဲ။အလဲတဲကရစ်ပလင်ကတော့ဒေါင်းမီကတိပါတရဖူတွေနဲ့ပလဲဆန်ထိုးမြောက်များစွာနဲ့တိဆောက်ထားတာဖြစ်ပါတယ်။ဒင်းဟာရစ်ပလင်အမှတ်တရနဲ့ဆက်သွယ်ထားတဲ့ကိုအရိနိတ်နတ်ဖျားတို့ဤကန္တာဆက်ယုံချမ်းမန်နန်းတော်သူမဟာတတွင်တွင်ငိုယိုနေခဲ့ပါတယ်
အမေပု္ပ္ပစာငါကဘာဖြစ်လို့ကိုပိုင်နှလုံးသားတစ်ခုလုံးကိုသူ့စီပုံအပ်ပေးခဲ့မိတာလဲသူကဘာကြီးကိုတိမ့်ပိုက်ပြီးအာနာထုတ်အထိပ်ရောက်ရှိလာအောင်အစွမ်းကုန်ကူညီပေးခဲ့ပေမဲ့နောက်ဆုံးမှာတော့ဘာဖြစ်လို့ငါတယောက်တည်းနန်းအိုထဲမှာအထီးကျန်စွာနဲ့တေဆုံးသွားခဲ့ရတာလဲညာဘက်အချမ်းကရစ်ပလင်ကတော့မတူညီတဲ့အမူအရာပုံသဏ္ဍာန်မျိုးစုံရှိနေကြတဲ့မျက်နှာဖုံးရာပေါင်းများစွာနဲ့တိစောက်ထားတာဖြစ်ပါတယ်။ဒင်းဟာရစ်ပလင်အမတ်တရ3ဆက်သွယ်ထားတဲ့ကိုအရိနိတ်နတ်ဖျားတို့ဤကန္တာဆက်ယုံမျက်နှာဖုံးများဤခမ်းမဆောင်အင်းကတော့တဟားဟားနဲ့လှောင်ရည်နေခဲ့ပါတယ်။ဒင်းကအာနာတက်လာတဲ့သူတွေကိုလည်းလှောင်ရည်တယ်အာနာကျသွားတဲ့သူတွေကိုလည်းလှောင်ရည်တယ်တကဘာလုံးမှာရှိတဲ့လူသားအလုံးဟာတကယ့်ကိုအမြင်ကန်းနေတဲ့လူမိုက်တွေပါလားဆိုပြီးတော့လည်းအစွမ်းကုန်လောင်ရည်နေခဲ့တာဖြစ်ပါတယ်။ထိတ်တန်းအဆင့်ရှိတဲ့ရစ်ပလင်နံပါတ်3ခုတစ်ခုကတော့မခံကျင်စိတ်တွေဒေါသတွေနဲ့ပြည့်နှက်နေပြီးတစ်ခုကတော့ဝမ်းနည်းပူဆွေးမှုတွေနဲ့ပြည့်နှက်နေတာနောက်ဆုံးတစ်ခုကတော့လောကကြီးကိုအယုံကြည်မရှိတဲ့ပယ်ဖြတ်ခြင်းစိတ်ဓာတ်တွေနဲ့ပြည့်နှက်လို့နေခဲ့တာပါ။ဇက်ကွက်ရဲ့အစဉ်ပြင်းကတော့တကယ့်ကိုရှင်းလင်းပြတ်သားလွန်းလာပါတယ်ဗျာ။တစ္ဆာရှိတဲ့စစ်သူကြီးကတော့အမျိုးသားဆက်ဆောင်ချစ်ချင်းတရားအပေါ်တစ္ဆာရှိခဲ့တဲ့မြင့်မြတ်တဲ့အမျိုးသမီးကတော့အမျိုးသမီးဆက်ဆောင်ပြီးတော့ကောက်ချစ်စင်လဲလာတဲ့လူပြက်ကတော့လူပြက်ပေါ့အမျိုးသားဆက်ဆောင်အမျိုးသမီးဆက်ဆောင်နဲ့လူပြက်ဇက်ကောင်3မျိုးစလုံးကအပြည့်စုံရှိနေခဲ့ကြပြီ။ဒါပေမဲ့ဒီပြဆက်ကြီးကိုအမှားမှန်အကြောင်းအကျိုးထင်ရှားပြတ်သားစွာနဲ့တီဆိုကပြနိုင်ဖို့အတွက်ဆိုရင်တော့အရေးကြီးဆုံးဖြစ်တဲ့ဇက်ကောင်တစ်ကောင်လိုအပ်နေပါသေးတယ်။အဲ့ဒါကတော့အားလုံးထဲမှာစိတ်ကြမ်းဆုံးဖြစ်ပြီးမတရားမှုတွေကိုမြင်ရင်ဇက်ခုံကိုမှောက်လန့်ပြေးဝင်ကကိုပိုင်စည်းကမ်းဥပဒေတွေကိုအစ်စ်ပြန်လဲတတ်မှတ်ပေးနိုင်စွမ်းရှိတဲ့တစ်ခေတ်မှာတယောက်သာပေါ်တဲ့သူရဲကောင်းဇက်ကောင်ပဲဖြစ်ပါတယ်။ဒါကြောင့်ဒါဟာအဆုံးမတတ်နိုင်သေးပဲကျိုးပဲပျက်စီးနေတဲ့ပြဆက်ဟောင်းကြီးတစ်ခုဖြစ်နေတာပေါ့။သူတို့အားလုံးဟာတမိုင်းဝင်ကြေကွဲစရာကံကြမ္မာဆိုးကြီးတွေကြားထဲမှာပိတ်မိနေကြပြီးထွက်ပေါက်မရှိဖြစ်နေကြတာပါ။ဒီပြဿနာကိုရှင်းလင်းဖြေရှင်းပြနိုင်မဲ့တော့ချက်ကပရိသတ်တွေရဲ့လက်ခုပ်တံတွေဒါမှမဟုတ်ထူးဆန်းတဲ့ပူဇော်တက်ကပစ္စည်းတွေမဟုတ်ပါဘူး။သူတို့အတွက်တကယ်ကိုအမှားမှန်ကိုတရားမျှတစွာဆုံးဖြတ်ချက်ချပေးနိုင်မဲ့တရားသူကြီးတယောက်ကိုလိုအပ်နေတာဖြစ်ပါတယ်။အကယ်၍သူတို့ကစက်ခုံကိုမှောက်လန့်ပြစ်မဲ့သူတယောက်ကိုလိုအပ်နေတယ်ဆိုရင်တော့အဲ့ဒီလူအဖြစ်ငါကိုယ်တိုင်လုပ်ပြရတာပေါ့။ကျွန်တော်ရဲ့အတွေးတွေဟာအရင်တုန်းကဖခင်ဖြစ်သူအနှစ်သက်ဆုံးဖြစ်ခဲ့တဲ့အဲ့ဒီဇက်တပင်ဂန္ဓာရီစီကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီမျက်နှာဆေးချေထားတဲ့ဇက်ကောင်ဆိုတာတကယ်ကိုစနစ်တကျရှိတဲ့စီကံဥပဒေတွေကိုကိုစားပြုတယ်လို့ကောင်းကင်ဘုံရဲ့အလိုတော်ကိုလည်းကိုစားပြုတာဖြစ်ပါတယ်။သူတို့ဟာအချစ်အမုန်းကိုတကယ်ကိုပြတ်သားစွာခွဲခြားတတ်ကြပြီးတစ္ဆာရှိခြင်းနဲ့တစ္ဆာဖောက်ခြင်းတွေကိုမြင်မြင်ချင်းမှတင်တရားမျှတစွာစီရင်ချက်ချတတ်သူတွေဖြစ်ပါတယ်။သူတို့ကတော့ကမ္ဘာလောကကြီးရဲ့ရှေ့မှောက်မှာရဲရဲဝံ့ဝံ့နဲ့ဂုဏ်နဲ့ဝါစွာမတ်တက်ရဲဝံ့နဲ့တကယ်ဇက်ကောင်စစ်စစ်တွေပါပဲ။ယောက်ျားကောင်းတစ်ယောက်ဆိုတာအဲ့ဒီရဲရဲနဲ့ဖြောက်မတ်တဲ့ဇက်ကောင်လိုမျိုးဖြစ်နေရပါမယ်။အမဲကအမဲအဖြူကအဖြူမိမိကိုယ်ပိုင်ကိုကျင့်တရားတတ်မှတ်ချက်စည်းကမ်းတွေရှိနေရမှာဖြစ်တယ်လို့မိမိရဲ့ခါယိုကြီးကိုလည်းဘယ်တော့မှမညွတ်ဘဲမတ်မတ်ကြီးစန့်ထားရမှာဖြစ်ပါတယ်။လက်ပြေဝင်းရဲ့အရီလောင်းနေတဲ့လာရောင်အောက်မှာတင်ကျွန်တော်ကောင်းကိုအသားအရာခါရမ်းလိုက်မိရင်းနဲ့ခါတက်တက်အပြုံးတစ်ခုကိုဖန်တီးလိုက်မိတော့တယ်။ဖခင်ဖြစ်သူကတော့အဲ့ဒီတုန်းကစကားတွေကိုတကယ်ကိုကောင်းမွန်စွာပြောကြားခဲ့တာပါပဲ။ဒါပေမဲ့လက်တွေ့မှာတော့သူဟာနိုင်ငံအတွက်ရေတွက်လို့မရနိုင်တဲ့စစ်မှုထမ်းဂုဏ်ထူးဆောင်တစိမ့်မြောက်များစွာကိုရယူပေးခဲ့ပြီးတဲ့နောက်မှာပျက်စီးကြေမွနေတဲ့မော်တော်ကားတစ်စီးရဲ့အတွင်းထဲမှာတင်တရားမဲ့စွာနဲ့တေဆုံးသွားခဲ့ရရှာတယ်။ရင်းရဲ့တစ္ဆာရှိလာတဲ့အယိုးအစ်စ်တွေဟာကဘာမြေကြီးပေါ်မှာအေးချမ်းစွာနဲ့နားခိုခွင့်ရရှိခဲ့ဘူးလို့လား။မိခင်ဖြစ်သူကလည်းတကယ်ကိုဂရုဏာတရားအပြည့်ရှိတဲ့နှလုံးသားနဲ့လူသားမြောက်များစွာရဲ့အသက်တွေကိုကယ်တင်ပေးခဲ့ပေမဲ့နောက်ဆုံးမှာတော့သူမရဲ့ဖြူစင်လာတဲ့ဆရာဝန်ဝတ်စုံကြီးဟာတွေးကွက်တွေနဲ့ပဲရွှဲနစ်လို့တေဆုံးသွားခဲ့ရရှာတယ်။ဒီအကြောင်းတွေကိုတွေးမိလိုက်တဲ့အချိန်မှာတော့ကျွန်တော်ရဲ့စိတ်ဝိညာဉ်ရဲ့အနှက်ဆိုင်ဆုံးသောနေရာကနေတစ်ဆင့်ပြင်းထန်လာတဲ့ဝမ်းနည်းကြေကွဲမှုတွေနဲ့တာမရစီမရတဲ့ဒေါသမီတောက်ကြီးဟာနှစ်ပေါင်းဘီလီယံချီအောင်အောင်းနေခဲ့တဲ့မိတောင်ပောက်ကွဲမှုကြီးတစ်ခုလိုမျိုးဝုန်းကနဲ့တဟုံဟုံတောက်လောင်ပောက်ကွဲလို့ထွက်ပေါ်လာခဲ့ပါတော့တယ်။တကယ်ကိုပျက်စီးနေတဲ့ပြဇာတ်ဟောင်းကြီးတစ်ခုပါပဲလား။ဘယ်တော့မှအေးချမ်းစွာတေဆုံးခွင့်မရတဲ့ညီကုန်းမျိုးနဲ့ပဲတကယ်ကိုကွက်တိကျလာတဲ့ဇလန်းဟောင်းကြီးပေါ့။အသက်ရှင်ခြင်းနဲ့တေဆုံးခြင်းကြားထဲမှာဘယ်တော့မှမလုံးမရှက်ကြံ့ကြံ့ခံသွားမဲ့တကယ်ကိုကောင်းမွန်လာတဲ့ပုံမြင်တစ်ပုဒ်ပါပဲ။ကျွန်တော်ခြေလမ်းကျဲကြီးတွေနဲ့ပဲအဲ့ဒီပြိုလဲပျက်စီးနေတဲ့ဇက်စင်ဟောင်းကြီးရဲ့အပေါ်စီကိုရှောင်းလန်းတက်ရောက်သွားလိုက်ပါတော့တယ်။ကျွန်တော်ရောက်ရှိသွားတဲ့အချိန်မှတင်ပဲလေထုထဲမှာတကယ်စစ်ပုံတန်ကြီးတွေကစူညံစွာပဲ့တင်ထက်လို့ထွက်ပေါ်လာခဲ့တယ်လို့မျိုးခံစားလိုက်ရတာပေါ့။အကယ်၍ငါတို့အားလုံးကဒီဇလန်းကိုမဖြစ်မနေကပြကြရတော့မယ်ဆိုရင်လေငါတို့ရဲ့နှလုံးသားတွေအားလုံးပြအဖြစ်ကိုလွင့်စင်ပျက်စီးသွားတဲ့အထိအားရပါရအဆုံးထိကပြကြရတာပေါ့ကျွန်တော်ဇက်စင်ရဲ့အဆုံးဆုံးနေရာစီကိုရှောက်လန်းသွားလိုက်ပြီးမိမိရဲ့ဝတ်စုံတွေကိုစနစ်တကျနဲ့တေချာစွာပြင်ဆင်ဝတ်ဆင်လိုက်ပါတော့တယ်